Anapana Sati ထွက်တယ်ဝင်တယ်လို့မသိနဲ့အစ္ဆဒသဏ္ဍာန်ကတွန်းတဲ့သဘောလေးဗဟိတကကံတဲ့သဘောလေးတွန်းတာလေးကံတာလေးဒါပဲသိဘာမှမသိနဲ့တွန်းတာလေးသိလိုက်တွန်းတာပြက်သွားတာလေးသိလိုက်ကံတာလေးသိလိုက်ကံတာပြက်သွားတာလေးသိလိုက်တွန်းတာကံတာဖြစ်တာပြက်တာဖြစ်တာပြက်တာဒါပဲသိထွက်တယ်ဝင်တယ်ထွက်တယ်ဝင်တယ်လို့ဒီလိုမသားမှတ်ပါနဲ့တွန်းတဲ့သဘောလေးကန်းတဲ့သဘောလေးသတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တာပဲတွန်းတာလေးသိလိုက်ကန်းတာလေးသိလိုက်တွန်းတာလေးသိကာလာလေးသိတွန်းတာကန်းတာသိုံသိတာကာယသတိပဋ္ဌာန်တွန်းတဲ့သဘောလေးပြက်တဲ့အပြက်သဘောလေးကိုသိလိုက်တာကကာယ ानु ပဒနာကာယသတိပဋ္ဌာန်ကာယ ानु ပဒနာဝေဒနာတော်တော်ကြာသူသဘောနဲ့သူကြာထိုင်မှများလာတော့ဖြစ်လာတယ်ကိုယ်သမဲ့ရုပ်တွေကိုပေါ်လာတယ်ပထဝီကသတ္တအာဘောကသတ္တတေဇောကသတ္တဝါယောကသတ္တဓာတ်ကြီးလေးပါးတစ်ပါးပါတက်လာဓာတ်ကြီးလေးပါးတစ်ပါးပါတက်လာမယ်ဆိုလို့ရှိရင်ပထဝီကတက်ပတ်တော့မယ်ဆိုရင်ပထဝီတက်လာလိမ့်ပထဝီတက်လာရင်တင်းလာမယ်တောင်းလာမယ်ထုံလာမယ်ကျင်လာမယ်အောင့်လာမယ်ကြိုက်လာဒါပထဝီဤသဘောအာဘောဤသဘောတက်လာရင်ကနဦးဥဆောင်တက်လာတဲ့ရုပ်ဟာအာဘောကသတ်မဲ့ပုဂ္ဂိုလ်ကြတော့ခန္ဓာကိုယ်ကြီးကြပ်ပြီးတော့ဆို့ပြီးတက်လာဩငါသေးလို့ရှိရင်တော့အာဘောကသတ်မှာပဲထုံကျင်ကြိုက်ခဲလာလို့ရှိရင်ပထဝီကသတ်မှာပဲတေဇောကသတ်မဲ့ပုဂ္ဂိုလ်ကြတော့ခန္ဓာကိုယ်ကြီးအပူရှိန်ကြီးတက်လာအပူရှိန်ကြီးတက်လာရင်ငါသတ်မှာပဲလို့တစ်ထစ်ချမှတ်ရဝါယောကသတ်မဲ့ပုဂ္ဂိုလ်ကြတော့အစ္ဆဒသဏ္ဍာန်ကယင်းတဲ့နှလုံးနဲ့တုံလှုပ်လျှောက်ရင်းရိုင်လာဒိန်နာတွန်းလိုက်ကန်လိုက်တွန်းလိုက်ကန်လိုက်ဩငါသေးလို့ရှိရင်တော့လေးဖြတ်တရားမှာပဲလို့တစ်ထစ်ချမှအဲ့တော့နာရီပြာမှာစိတ်ကလေးဟာဘယ်မှမသွားပါစေနဲ့ကဘာလာစမ်းတရက်တက်ကစိတ်ရိုင်းစိတ်ယုံမှာဟာထွက်ပြီးအာယုန်တွေကရုပ်ကြည့်ညွတ်တယ်ဆိုဒီစိတ်ကလေးဟာထိမ့်သိမ်းစောက်ရှောက်ပြီးတော့ထားရပါလိမ့်မယ်ဂရိယူရပါလိမ့်မယ်ဘယ်လိုထိမ့်သိမ်းစောက်ရှောက်မလဲဘယ်အပြင်ဘက်မထွက်အောင်ကဘာလာစမ်းတရက်တက်ကဒီစိတ်ကလေးကိုလွတ်ထားတယ်လွတ်ထားလို့နာဤသဘောဟာရုပ်ကြည့်ထွက်ကြည့်ညွတ်တတ်တဲ့သဘောရှိပါတယ်ညွတ်တတ်တဲ့သဘောသူသဘောကညွတ်တတ်တယ်လက္ခဏာကနာဝေဒနာခံစားတယ်ရုပ်ဝေဒနာကြီးခံစားတယ်သူကအဲ့တော့အခုစိတ်ကလေးထားလိုက်တယ်အစ္ဆဒသဏ္ဍာန်တွန်းလိုက်တဲ့ဝါယောဗဟိတကကံပို့လိုက်တဲ့ဝါယောတွန်းနာကန္နာလေးကလွယ်လို့ဘာမှမသိပါနဲ့တွန်းနာလေးပဲသိကန္နာလေးသိမျက်စိကလည်းခန္ဓာကိုယ်အာယုံလေးနဲ့စိုက်ပြီးကြည့်ပြီဆိုရင်အခုယောဂီသေးဖြစ်ယောဂီဟောင်းဖြစ်အတိတ်ကပါလာတဲ့ကံပါပဲနာကမ္မထာနဲ့ယုတ်ကမ္မထာနဲ့အတုဝကမ္မထာနဲ့အစင်ကမ္မထာနဲ့သမထက40ရှိပါတယ်သမထ40ရှိတဲ့နက်ကအခုထိုင်တဲ့ပုံကိုယ်တွေကလည်းအတိတ်ကထိုင်မှုလို့အခုထိုင်တာပါပဲအခုထိုင်တော့အတိတ်ကကိုပြုတ်လာတဲ့ကံပါပဲအစင်းနေပေါ်လာလို့ရှင်အတိတ်ကအစင်ကမ္မထာရှုလာလို့ပါပဲဝေဒနာတွေပေါ်လာလို့ရှိရင်အတိတ်ကရှုလာတဲ့နာမ်ကမ္မထာပါပဲအတုပတွေပေါ်လာလို့ရှိရင်အတိတ်ကရှုလာလို့ယုတ်ကမ္မထာနေပေါ်နေပြီဆိုရင်အတုပကမ္မထာပါပဲဝေဒနာပေါ်ရင်နာမ်ကမ္မထာအတုပပေါ်လာရင်သံဌာနအဆိုင်ခဲကြီးတွေပေါ်လာရင်အတုပကမ္မထာအစင်းတွေပေါ်လာရင်အစင်းဤကမ္မထာသမထကတော့40ရှိပါတယ်ပေါ်လာတဲ့အာယုံဟာနမိတ်တွေဟာကိုတရားတွေလို့သတ်မှတ်ပါအဲ့တော့အခုစိတ်ကလေးထားပုံကတော့အစ္ဆဒသဏ္ဍာန်တွန်းလိုက်တဲ့သဘောလေးကိုသိပါကံတဲ့သဘောလေးကိုသိလိုက်ပါတွန်းသဘောကံသဘောဆိုတာဝါယောယုတ်ဤလက္ခဏာကိုအသိကလိုက်တာပါဒါကြောင့်မို့လို့ကာယသတိပဋ္ဌာန်ဘုရားဟောတာဝါယောယုတ်ဟာဤလက္ခဏာကတွန်းတာလေးပေါ်လာတော့တွန်းလိုက်တယ်အစ္ဆဒသဏ္ဍာန်ကတွန်းလိုက်တယ်
တွန်းတာလေးဘလူကသိနာကသိလိုက်တာသိလိုက်တဲ့သဘောလေးကခံစားလိုက်အဲ့တော့တွန်းတာကန္နာသိရင်ကာယသတိပဋ္ဌာန်ခံစားတဲ့သဘောကိုရှုလိုက်ရင်လက္ခဏာအဲ့ဒီတော့တွန်းတာကိုသိလိုက်လို့ရှိရင်သိကန္နာကိုသိရင်လည်းသိဒီလိုမှမသိလို့အစ္ဆတသဏ္ဍာန်ကတွန်းလိုက်တဲ့သဘောနာကိုရှုလိုက်ရင်သိကောင်းသိသဘောလေးကိုလိုက်လိုက်ပါလို့အစ္ဆတသဏ္ဍာန်ကတွန်းလိုက်တဲ့သဘောလေးဟာသိလိုက်တာဘယ်လိုသိနာသိသဘောလေးဟာရုပ်ဝေဒနာခံစားလိုက်တဲ့သဘောလေးကိုဒါလေးပဲသိတွန်းတာလေးလည်းခံစားတာပဲသိတောင်းတာလေးလည်းခံစားတာပဲသိတွန်းတာကာနာဒါခံစားတဲ့သဘောသိမှုသဘောလေးကိုလိုက်တယ်နာကိုလိုက်တယ်ဝေဒနာလေးနာလို့ဘုရားဟောနာလို့ဟောတော့တွန်းတာကာနာဆိုတာရုပ်ဝေဒနာဖောက်ပြန်နေတာဖောက်ပြန်နေတဲ့ရုပ်ဝေဒနာကိုနာကသိသဘောလေးကခံစားနေတွန်းတာလေးသိတာရုပ်ဝေဒနာခံစားတာအဲ့ဒီခံစားတဲ့သဘောလေးကိုခံစားတာလေးပြက်သွားတယ်လို့ဒါကိုသိတွန်းလိုက်တာလေးခံစားလိုက်တယ်ခံစားတာလေးကလည်းပြက်သွားတယ်တွန်းတာလေးခံစားပြီးပြက်သွားတယ်ကန္နာလေးကိုတစ်ခါခံစားလိုက်ပြန်တယ်ပြက်သွားတယ်တွန်းတာလည်းခံစားလိုက်တယ်ကန္နာလည်းခံစားလိုက်တယ်ကံနဲ့တွန်းတယ်လို့မလိုက်နဲ့ခံစားတဲ့သဘောတရားတစ်ခုတည်းနာဤလက္ခဏာသဘောအဝကိုလိုက်ပါတော့ကြာအောက်ကအမှားနဲ့ကိုယ်နဲ့တွေ့လိုက်တဲ့အချိန်ကဓာတ်ကြီးလေးပါဖောက်ပြန်လာပါလိမ့်မယ်ကြာထိုင်ပါများတော့ဖသဝေဒနာဖြစ်လာတယ်ဝေဒနာဖြစ်လာတော့ပထဝီဤလက္ခဏာသဘောပထဝီရုပ်ဤသဘောဖောက်ပြန်လာပြီတဲ့ပထဝီဓာတ်တွေဖောက်ပြန်လာပြီတဲ့ဖောက်ပြန်လာပြီဆိုလို့ရှိရင်ပထဝီဓာတ်ဆိုတာကပေါ်လာရင်တောင်းလာတယ်တင်းလာတယ်ဆိုတာပေါ်လာတာကဓာတ်တစ်ခုပြီးတစ်ခုပြောင်းလဲသွားတာကရုပ်ဤသဘောဖောက်ပြန်တဲ့သဘောကိုရုပ်ဝေဒနာလို့ဘုရားကဟောရုပ်ဝေဒနာကိုဘယ်လိုတင်းနာပေါ်တော့တင်းတယ်လို့နာခံစားတင်းနာကိုမရှုပါနဲ့တင်းနာကိုရှုလိုက်လို့ရှိရင်ဖြစ်ဒိဋ္ဌိဖြစ်ပါတယ်တင်းနာမရှုဘဲနဲ့နာဤသဘောတရားဝေဒနာဒီခံစားတဲ့သဘောလေးကိုသိပါနာဤသဘောဟာဘယ်လိုခံစားသလဲဆိုတာမျက်ခြေမပြတ်ကလေးကိုလိုက်ပါမျက်ခြေမပြတ်ဘယ်လိုလိုက်မလဲတဲ့နာဤသဘောသူခံစားတတ်တဲ့သဘောသူကလက္ခဏာကခံစားတယ်တင်းနာပေါ်လဲခံစားလိုက်တယ်တောင်းနာပေါ်လဲခံစားလိုက်တယ်ထုံနာပေါ်လဲခံစားလိုက်တယ်အောင်းနာပေါ်လဲခံစားလိုက်တယ်ကြက်ထာပေါ်လဲခံစားလိုက်မယ်ပူတာပေါ်လဲခံစားလိုက်နာဤသဘောလက္ခဏာကနာဤသဘောကညွတ်ရုပ်ကိုညွတ်တတ်တဲ့သဘောရှိလက္ခဏာသဘာဝကရုပ်ဝေဒနာကိုခံစားတဲ့လက္ခဏာရှိနာဤလက္ခဏာခံစားတယ်အဲ့ဒီခံစားတဲ့သဘောလေးကိုတင်းတယ်တောင်းတယ်ထုံတယ်ကျင်တယ်အောင့်တယ်ပူတယ်အေးတယ်လှုပ်တယ်ရွတယ်ဆိုတဲ့တင်ညာစေတသိက်တွေကိုတင်ညာမပေးပါနဲ့နာဤလက္ခဏာဝေဒနာသည်နာပါလားခံစားတဲ့သဘောတရားသာရှိပါလားဆိုတော့နာဘယ်လိုခံစားတယ်လဲဆိုတော့သူ့သဘောလေးကိုကြည့်ပါသူ့သဘောလေးကိုကြည့်လို့ရှိရင်တွေ့ပါလိမ့်မယ်ဘယ်လိုတွေ့မလဲတဲ့တင်းနာလည်းခံစားပါလိမ့်မယ်တောင်းတာလည်းခံစားပါလိမ့်မယ်နာဤသဘောဟာသူကခံစားတဲ့သဘောရှိပါတယ်အဲ့ဒီခံစားတဲ့သဘောလေးကိုသေးသေးချာချာရှစ်စိတ်ကလေးကခံစားရင်နောက်ကစိတ်ကလေးကသူဘယ်လိုခံစားသလဲဆိုနာဤသဘောလေးလက္ခဏာကိုလိုက်ပါနာဤလက္ခဏာဘာလို့တတ်တယ်လဲဆိုတော့သူသဘောကိုကြည့်ပါနာဤလက္ခဏာသဘာဝကဘယ်လိုလဲတဲ့ဒုက္ခနဲ့ဒုက္ခခံစားလိုက်တယ်ဘယ်လိုခံစားသလဲနာဟာတင်တာလည်းခံစားလိုက်တယ်တောင်းတာလည်းခံစားတယ်ထုံတာလည်းခံစားတယ်အောင့်လာတာလည်းခံစားတယ်ကြက်လာတာလည်းခံစားတယ်ပူတာလည်းခံစားတယ်အေးတာလည်းခံစားတယ်လှုပ်တာလည်းခံစားတယ်ဗဟိတကြာပြန်တော့လဲစိမ့်တာပေါ်လာလဲစိမ့်တယ်လို့ခံစားလိုက်တယ်ခံစားတာပဲသိဖြူတယ်စိမ့်တာလည်းပေါ်တယ်စိမ့်တယ်လို့ခံစားတယ်ဖြူတာပေါ်လဲဖြူတယ်လို့ခံစားလိုက်တယ်ဝါတာပေါ်လဲဝါတယ်လို့ခံစားလိုက်တယ်မဲတာပေါ်လဲမဲတယ်လို့ခံစားလိုက်တယ်ညိုတာပေါ်လဲညိုတယ်လို့ခံစားလိုက်တယ်ဝါတာပေါ်လဲဝါတယ်လို့ခံစားလိုက်တယ်အသင်းလည်းခံစားလိုက်တယ်အတန်လည်းသူကခံစားလိုက်တယ်အနတ်လည်းခံစားလိုက်တယ်ရတာလည်းခံစားလိုက်တယ်နာဤလက္ခဏာဝေဒနာဒီနာပါလားဆိုပြီးတော့နာဤလက္ခဏာခံစားတဲ့သဘောတစ်ခုတည်းတာတိဩတထိုင်နဲ့ဒီမှာသဘောပေါက်သွားလိမ့်နာဤလက္ခဏာသဘာဝခံစားတဲ့သဘောတရားလည်းရှိတယ်ဝေဒနာဒီနာပါလားနာပြက်ကိုရှုအောင်ဝေဒနာဒီနာပါလား
နာတာကိုပေါ်လာတော့နာတယ်လို့မရှုလိုက်နဲ့ခံစားတဲ့သဘောနာကိုရှုနာကိုခံစားတဲ့သဘောရှုလိုက်တော့နာတယ်ဆိုတဲ့ဥပါဒံတရားတွေချုပ်သွားလိမ့်မယ်စေတသိက်တွေလောဘစိတ်ဒေါသစိတ်မောဟစိတ်တွေဒီစိတ်တွေချုပ်ကုန်လိမ့်အဲ့ဒီစိတ်တွေချုပ်ကုန်မှဝေဒနာတင်ညာလွတ်ပြီးဝေဒနာပညာဖြစ်တယ်အဲ့တော့ဝေဒနာကိုတင်ညာလွတ်ဖို့အရေးကြီးတယ်နာတယ်ကြိုက်တယ်ထုံတယ်ကျင်တယ်အောင့်တယ်လို့စေတသိက်တင်ညာတွေမပေးနဲ့နာတာပေါ်လာရင်နာဤလက္ခဏာခံစားတဲ့သဘောလေးကိုဒါပဲသိဒါကိုသိလိုက်လို့ရှိရင်ခံစားတဲ့သဘောကိုသိလိုက်ပြီဆိုလို့ရှိရင်ဩဝေဒနာသည်နာပါလားနာဤဖြစ်ပြဟာခံစားတဲ့သဘောတရားလေးပဲစေတသိက်တွေကမရှိတရားတွေပဲတင်းနဲ့တောက်နဲ့ထုံနဲ့ကျင်နဲ့အောင့်နဲ့ဆိုတာမရှိတရားပဲရှိတဲ့တရားကဘာလဲဝေဒနာသည်နာပါလားနာဣလက္ခဏာခံစားခြင်းလက္ခဏာသာရှိပါလားလို့ခံစားတဲ့သဘောလေးကိုသိပါအဲ့ဒီခံစားတဲ့သဘောလေးကိုသိလိုက်လို့ရှိရင်ဝေဒနာပညာလွတ်ပြီးတော့ဝေဒနာပညာဖြစ်နေပါလိမ့်မယ်နာဣသဘောဟာဘာလဲတဲ့ဝေဒနာပါဝေဒနာသည်နာလို့ဘုရားဟောပါတယ်အဲ့ဒီတော့ခံစားတဲ့သဘောလေးကိုသေသေးချာချာရှင်းစိတ်ကလေးကခံစားရင်နောက်စိတ်ကလေးကလိုက်ကြည့်ရှင်းစိတ်ကလေးကဘယ်လိုခံစားနေတော့ဆိုသူသဘောလေးကိုလိုက်တင်တာလည်းခံစားလိုက်လိမ့်မယ်တောင်းတာလည်းခံစားလိုက်လိမ့်မယ်တင်းတယ်တောင်းတယ်လို့တင်ညာမပေးနဲ့နာသဘောသာလိုက်သူသဘောဘယ်လိုခံစားရတယ်လဲဆိုတော့သူသဘောလေးကိုလိုက်ကြည့်တင်တာလည်းခံစားတယ်တောင်းတာလည်းခံစားတယ်ထုံတာလည်းခံစားတယ်အောင့်တာလည်းခံစားတယ်ကြက်တာလည်းခံစားတယ်ပူတာလည်းခံစားတယ်အေးတာလည်းခံစားတယ်လှုပ်တာလည်းခံစားတယ်စိမ့်တာခန္ဓာစိမ့်တာလည်းခံစားတယ်ဝါတာလည်းခံစားတယ်အတုပါကြီးပေါ်တာလည်းခံစားတယ်ပုတ်တာပေါ်လည်းပုတ်တယ်လို့ခံစားတယ်ခံစားတာတခုတည်းသာသိခံစားတာတခုတည်းသိတော့ဖြစ်ပြဆုံးသွားလိမ့်ဘယ်ဖြစ်ပြဆုံးတယ်စေတသိက်ဖြစ်ပြတင်ညာတွေဆုံးကုန်လိမ့်နာပြက်တွေဆုံးကုန်လိမ့်စေတသိက်ဆိုတာနာပြက်ဝေဒနာတင်ညာသင်္ခါရဝိညာဏနဲ့နာခန္ဓာ၄ပါးရှိနာခန္ဓာ၄ပါးရှိတော့ဝေဒနာမှာဝေဒနာတွေရပ်တော့တင်ညာမပါဘူးတင်ညာမပေးတော့တဲ့သင်္ခါရပြုတ်ပြန်မပေးဘူးဟောနာယုတ်ကြာနေတယ်ဖောက်ပြန်တဲ့သဘောနဲ့ခံစားတတ်တဲ့သဘောနာယုတ်တစ်ခုဝေဒနာခံစားမှုသဘောကြာနေတင်ညာနဲ့စေတသိက်လွတ်သွားတယ်တင်းတယ်တောင်းတယ်ဆိုတာတင်ညာတင်းတယ်လို့သိတယ်တောင်းတယ်လို့သိတာအဲ့ဒါကစေတသိက်တွေစေတသိက်တင်ညက်ခန္ဓာသင်္ခါရခန္ဓာတဲ့အဲ့ဒီစေတသိက်တင်ညက်ခန္ဓာရဲ့သင်္ခါရခန္ဓာရဲ့အဲ့ဒီခန္ဓာနှစ်ပါးချုပ်သွားလိမ့်ဘာကြမ်းနေလဲတဲ့ဖောက်ပြန်တဲ့သဘောရဲ့ခံစားတတ်တဲ့သဘောနာယုတ်ဝေဒနာခန္ဓာကြမ်းနေလေအဲ့ဒါမှဝေဒနာတွေရပ်တော့ဝေဒနာတွေရပ်ဖို့အရေးကြီးတယ်ဝေဒနာကိုတဏှာမကူးစီနဲ့တဏှာကူးသွားရင်ဥပါဒဖြစ်သွားမယ်မခံစားခြင်းနဲ့စိတ်ကြီးဖြစ်ဖို့ဝေဒနာသည်နာတယ်လို့သင်ညာမပေးနဲ့နာတယ်လို့သင်ညာပေးနာတာကြီးကိုဆွဲလန်းသွားမယ်ပူတယ်လို့သင်ညာပေးရင်ပူတယ်လို့ဆွဲလန်းသွားမယ်ပူတာပေါ်လာတော့ပူတယ်လို့မသိနဲ့ပူတာကိုဝေဒနာပါလားဝေဒနာသည်နာဤခံစားမှုသဘောပါလားနာဤသဘောကဘာလို့တာလဲခံစားတယ်လို့ဒါပဲသိခံစားတဲ့သဘောလေးကိုသာသိဒီပြန်ဘာမှမသိနဲ့တင်းတယ်တောင်းတယ်လို့သိလိုက်ရင်ဝေဒနာတဏှာကူးသွားမယ်အဲ့တော့ဝေဒနာကိုခံစားမှုသဘောတရားလေးကိုရှေ့စိတ်ကခံစားနေတယ်နောက်ကဘယ်လိုခံနောက်စိတ်ကလေးကလိုက်ကြည့်သူဤသဘောကဘယ်လိုလဲနာသဘောကိုလိုက်တာနော်နာသဘောကဘာလဲခံစားတယ်ရုပ်သဘောကဘာလဲဖောက်ပြန်တဲ့ရုပ်ဝေဒနာကိုနာကခံစားတယ်အဲ့ဒီခံစားတဲ့သဘောတရားကိုခံစားတာပဲသိဝေဒနာခန္ဓာတွေဝေဒနာတွေရပ်ပါဝေဒနာကိုတဏှာမကူပါနဲ့ဝေဒနာကိုတဏှာကူသွားရင်ဥပါဒံဖြစ်သွားမယ်ဥပါဒံဖြစ်ရင်ဘဝရဘဝရရင်ဇာတိဖြစ်မယ်အဲ့တော့ဝေဒနာသည်နာဤလက္ခဏာကိုရှုရနာရာကြီးကိုမရှုနဲ့ကြိုက်တာကြီးကိုမရှုနဲ့အောင့်တာကြီးကိုမရှုနဲ့ကြက်တာကြီးကိုမရှုနဲ့ပူတာကြီးကိုမရှုနဲ့အေးတာကြီးကိုမရှုနဲ့ထုံတာကျင်တာအောင့်တာဒါတွေကိုမရှုနဲ့ဝေဒနာပါလားဝေဒနာဒီနာပါလားနာဤလက္ခဏာခံစားမှုသဘောတရားသာရှိပါလားလို့အဲ့ဒီလိုရှုနာဤလက္ခဏာသာရှုသောတာပန်ကြီးဖြစ်ချင်သောတာပန်ဖြစ်ချင်နာကိုရှုဝေဒနာနာရာကြီးရှုရင်ဒိဋ္ဌိဘယ်တော့မှအပယ်လေးပါလည်းမလုပ်ဘူးအဲ့တော့စိတ်တွေဟာအပယ်လေးပါသွားစီတတ်တဲ့စိတ်
နတ်ပြည်ကိုသွားမဲ့စိတ်လူပြည်ကိုပြန်မဲ့စိတ်တွေအမျိုးမျိုးရှိတယ်ဒါကြောင့်မလို့စိတ်တွေဟာအခုကတည်းကအလေးအကျင့်လုပ်ပြီးတော့ဝစီဘောဝင်ကြအခုကတည်းကမှဝစီဘောမှမဝင်လို့သေဃာလိဆဲဆဲကြမှာဝစီဘောဝင်လို့မရဘူးနာရာကြီးသိရင်၄ဘက်ထောက်ရက်ဆင်းရမယ်လားမနာရာကြီးသိမယ်ကြိုက်တာကြီးသိမယ်ပူရာကြီးသိမယ်ဆိုလူ10သိန်းစီလူတယောက်မဖြစ်ဘူးဘာတွေဖြစ်မလဲတဲ့အပယ်လေးပါ၄ဘက်ထောက်ပြီးတော့ခွေးတို့ဝက်တို့နွားတို့ကြက်တို့ဘဲတို့စိတ်တို့ဒါတွေဖြစ်တာဖြစ်ကြတော့ဘာကြောင့်လဲတဲ့နာရာကြိုက်တာလူတိုင်းသိတယ်ပူရာအေးတာလူတိုင်းသိထုံနာကျင်နာဒါတွေကလူတိုင်းသိတယ်အဲ့တော့ဒီအသိကနေပြီးတော့မိစ္ဆာဒိဋ္ဌိအသိကနေပြီးသမာဓိဋ္ဌိအမြင်အသိကိုသိကြဘယ်လိုသိမလဲတဲ့ဝေဒနာဒီနာဤသဘောကဘာလို့တတ်တယ်လဲဆိုတော့သူ့သဘောကိုကြည့်သူ့သဘောကဘာလဲတဲ့ခံစားတယ်အဲ့ဒီခံစားတဲ့သဘောလေးကိုသိသွားပြီတဲ့ခံစားပြက်ခံစားပြက်ခံစားတင်တာလဲခံစားလိုက်တယ်ပြက်သွားတယ်တောင်းတာပေါ်လဲခံစားတယ်ပြက်သွားတယ်ထုံတာပေါ်လဲခံစားတယ်ပြက်သွားတယ်အောင့်တာပေါ်လဲခံစားတယ်ပြက်သွားတယ်ခံစားတာတခုတည်းလားသိတင်းတယ်ထုံတယ်ကျင်းတယ်အောင့်တယ်ပူတယ်အေးတယ်လှုပ်တယ်ရွတယ်လို့မသိနဲ့အဲ့ဒီသိတာစေတသိက်တွေအဲ့ဒီစေတသိက်ချုပ်သွားမှမဟာသောတာပန်ကြီးတည်သွားလိမ့်မယ်စေတသိက်ချုပ်ရင်သောတာပန်တင်းတယ်တောင်းတယ်လို့မရှိဘူးခံစားတဲ့သဘောတစ်ခုတည်းဖြစ်နေလိမ့်အဲ့ဒီလိုခံစားတဲ့သဘောတစ်ခုတည်းဖြစ်မှဒိဋ္ဌိပြုတ်မယ်အဲ့တော့ဒါကြောင့်မို့အခုကတည်းကအလေးအကျင့်လုံးပြီးတော့ဝစီဘောဝင်ရတယ်ဝစီဘောဆိုတာဘာလဲတရားသမားမှဝစီဘောဝင်လို့ရတယ်သေဃာလိဆဲဆဲကြမှာဝစီဘောဝင်လို့မရဘူးဘယ်ဝစီဘောဝင်လို့ရမလဲသေဃာလိဆဲဆဲငကိုယ်တော့ကနာရာကြီးသိတယ်ကြိုက်တာကြီးသိတယ်ထုံတာကြီးသိတယ်အောင့်တာကြီးသိတယ်အလေးအကျင့်လည်းလုံးမထားဘူးသေဃာလိဆဲဆဲကြတော့ပူရာကြီးကြိုက်တာကြီးပဲသိတယ်၄ဘက်ထောက်ရက်ဆင်းမယ်ပူရာကြိုက်တာထုံတာကျင်တာအောင့်တာကိုမသိနဲ့ဒါတွေသိလိုက်ပြီဆိုလို့ရှိရဲ့သွားရောအပယ်လေးပါသွားစီတတ်တဲ့စိတ်အပယ်လေးပါသွားမဲ့စိတ်ကဘယ်စိတ်လဲတဲ့သေဃာကြီးဆက်ဆက်ကြတော့ဓာတ်ကြီးလေးပါတစ်ပါးပါသတ်မယ်ခန္ဓာကိုယ်ကြီးတောင့်တင်ပြီးမေးခိုင်လာတော့ငါကိုယ်ကြီးကတင်းတယ်တောင့်တယ်ငါတော့မေးခိုင်လာပြီဆိုရင်ငါတော့၄ဘက်ထောက်ပြီးရဲရတော့မယ်လို့တစ်ထစ်ချမှန်းတော့အဲ့ဒါအပယ်သွားမဲ့စိတ်ဝေဒနာတစ်ခုပေါ်လာတဲ့ဖောက်ပြန်နေပါလားလို့ဒီလိုသိလိုက်လို့ရှိရင်လူပြေကြီးပြန်လိုက်မယ်ဗျာအဲ့ဒီစိတ်ဟာအဲ့ဒါရုပ်ကိုသိလိုက်တာလူပြေကြီးပြန်လိုက်မယ်ရုပ်တစ်ခုကိုသိလိုက်တာဝေဒနာကိုနာဤလက္ခဏာကိုခံစားတဲ့သဘောလေးကိုရှုသွားမယ်ဆိုလို့ရှိရင်နတ်ပြေ၆ထပ်သွားလိမ့်မယ်ဗျာနာဤသဘောကိုရှုလိုက်ဝေဒနာသည်နာပါလားဆိုရုပ်နဲ့နာနဲ့တွဲရှုလိုက်တာရုပ်နဲ့နာနဲ့ရုပ်ကိုရှုရင်လူပြေပြမယ်နာဤလက္ခဏာခံစားမှုသဘောကိုရှုလိုက်လို့ဝေဒနာသည်နာပါလားနာဤလက္ခဏာကိုခံစားတဲ့သဘောလေးကိုခံစားပြီးပြက်ခံစားပြီးပြက်ဆိုရုပ်နဲ့နာနဲ့တွဲတယ်နာယုံနှစ်ပါးတွဲတယ်ဒါကြောင့်မလို့ရုပ်ဖောက်ပြန်တဲ့သဘောကိုရှုလိုက်လို့ရှိရင်လူပြေပြမယ်နာဤလက္ခဏာဝေဒနာသည်နာကိုရှုလိုက်လို့ရှိရင်နတ်ပြေ၆ထပ်ကိုစိုးစံတော့အဲ့ဒါပါလေတဲ့နတ်ပြေသွားနိုင်တဲ့စိတ်လူပြေပြန်တဲ့စိတ်အပယ်လေးပါဆင်းမဲ့စိတ်အဲ့ဒါသေးသေးချာချာအခုကတည်းကရှုွက်တွေပေးနေတာစိတ်တွေကိုသေတတ်ဖို့ဟာသေရောသေရမှာပဲဒီယုံနဲ့ဒီနာဖြစ်လာရင်သေရမယ်အဲ့တော့အရေးကြီးဆုံးချက်ကတရားဓမ္မများတရားအရေးကြီးပါလေတရားပဲတရားလေတဲ့ဘုရားဟောထားတယ်တရားဝရိယသတိသမာဓိပညာဘုံ၅ပါးရှိဘုံ၅ပါးကဘယ်ဟာတုံးလဲတရားဆိုတာကတရားထိုင်လိုက်တဲ့အချိန်ကအယုကြည်ကြည်အရေးခန်းကလူသိရင်သိမသိတရားရဒီဒုက္ခမှငါအစအလေအဆုံးမှမသိမကြော်လို့ရှိရင်ငါမထဘူးသိရင်လည်းသိရောငါအခုဘုရားခန္ဓာ၅ပါးယုံနာ၅ပါးလှူပြီးပြီကမ္မထမ်းပြတဲ့ပုဂ္ဂိုလ်လည်းခန္ဓာ၅ပါးယုံနာ၅ပါးလှူပြီးပြီလူသိရင်သိမသိတရားရဆိုတာအဲ့ဒီလိုသဒ္ဒါထားရအဲ့ဒီသဒ္ဒါဟာပါလေတဲ့ဘုရားထားတဲ့သဒ္ဒါလူသိရင်သိမသိတရားရဒီဒုက္ခကြီးငါကုံဆုံးအောင်တိုက်သူ့သဘောကိုငါကုံစင်အောင်လိုက်တယ်ဒီစိတ်ကိုထားတာသဒ္ဒါမကုံမချင်းငါမထားဘူးအဲ့ဒါသဒ္ဒါစိတ်သဒ္ဒါရဝရိယရဲ့တဲ့ဝရိယဆိုတာဘယ်ဟာလဲတဲ့
ကဘာလာစမ်းတည့်တဲ့ကအသိမရှိဘူးနာလေးကလွတ်ထားတယ်အပြင်ဘက်ကိုထွက်တယ်အာယုံကအာယုံ6တော့လိုက်ဝရိယဆိုတာနာကလေးဘဲမှာအပြင်ဘက်မထွက်အောင်ထိမ့်သိမ့်စောက်ရှောက်ပြီးတော့ဝရိယနဲ့ထားသူ့မထွက်အောင်အပြင်ဘက်ထွက်တကား6ပေါက်အာယုံ6ပါးနောက်ကအာယုံနောက်ကိုလိုက်နေတာနာဟာအဲ့ဒီနန္တရားအပြင်ဘက်မထွက်အောင်ဟာကိုဝရိယနဲ့ထိမ့်သိမ့်စောက်ရှောက်ထားရတဲ့စောက်ရှောက်ပြီးတော့ထားရလိမ့်သရာဆိုတာအယုတ်ကြည်ကြည်အရေးခန်းကဒီဒုက္ခကြီးငါကုံဆုံးအောင်တိုက်မယ်မကုံမချင်းငါမထတော့ဘူးဆိုတာအဲ့ဒါသရာဝရိယဆိုတာနံကလေးအပြင်ဘက်မထွက်အောင်ကိုထိမ့်သိမ့်စောက်ရှောက်ပြီးနေတာအဲ့ဒါဝရိယခေါ်တယ်သရာယဝရိယယတတိရဲ့တဲ့တတိဆိုတာဘာလဲတဲ့ရုပ်ဝေဒနာကိုနာဣခံစားမှုသဘောလေးကိုဒီတစ်ခုတည်းကိုရှုထားတာဝေဒနာဒီနာပါလားနာဣသဘောခံစားနေပါလားလို့ဒီလိုရှုထားတာရုပ်ဝေဒနာပေါ်ခံစားတဲ့နာကိုတတိထားတာသရာဘဝရိယဘတတိဘတဲ့အဲ့ဒါဗမာလိုပြောတာတတိဆိုတာဘာလဲတဲ့ရုပ်ဝေဒနာဖောက်ပြန်လာတော့နာခံစားတဲ့သဘောလေးကိုနာကိုသိထားတာအဲ့ဒါတတိဘခေါ်တယ်သရာဘရဲ့ဝရိယဘရဲ့တတိဘရဲ့သမာဓိဘတဲ့နာကလေးဟာဘယ်မှစိတ်ကလေးတင်းတယ်တောင်းတယ်ထုံတယ်ကျင်တယ်အောင့်တယ်ပူတယ်အေးတယ်လှုပ်တယ်ရွတယ်မပြောင်းမလွှဲပဲနဲ့ဝေဒနာသည်နာဣခံစားမှုသဘောတရားလေးတစ်ခုတည်းတည်ကြည်တာစိတ်ကလေးမပြောင်းမလွှဲတာအဲ့ဒါသမာဓိပဲသရာဘဝရိယဘတတိဘသမာဓိဘသမာဓိဖြစ်နေပြီတီးနေပြီနာဣလက္ခဏာသဘာဝဝေဒနာသည်ခံစားတဲ့သဘောတစ်ခုတည်းဖြစ်နေပြီဝေဒနာပညာဖြစ်နေပြီတည်ကြည်တာပါလေနာဣဝေဒနာသည်နာဣလက္ခဏာတစ်ခုတည်းလက္ခဏာခံစားတဲ့သဘောတစ်ခုတည်းဖြစ်နေလို့သမာဓိဖြစ်တယ်သမာဓိဆိုတာဘာလဲတည်ကြည်တာစိတ်ကလေးပြောင်းလဲခြင်းလက္ခဏာမဖြစ်တာအဲ့ဒါသမာဓိခေါ်တယ်သရာဘဝရိယဘတတိဘသမာဓိဘပညာဘဆိုတာဘာလဲတဲ့နာဣလက္ခဏာသဘာဝခံစားပြီးပြည့်တဲ့သဘောလေးကိုသိနေတာဘာလဲတဲ့ပညာနာလက္ခဏာကိုသိနေတာသဘာဝသာမြင်ညလက္ခဏာကိုသိနေတာခံစားပြက်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 ခံစားတာသိလိုက်တယ်ခံစားတာပြက်သွားတာသိလိုက်တယ်အဲ့ဒါဘာလဲတဲ့ပညာအဲ့ဒီလိုဝိပဿနာယောဂီပုဂ္ဂိုလ်ဒီသရာဘဆိုတာဘယ်လိုဟာလဲသိရမယ်ဝရိယဆိုတာဘယ်ဟာဆိုတာသိရမယ်တတိဆိုတာဘယ်ဟာလဲသိရမယ်သမာဓိဆိုတာဘယ်ဟာလဲသိရမယ်ပညာဆိုတာဘာလဲသိရမယ်လုံးလေခြားလပါကြီးပြောလို့မရဘူးသရာဘဝရိယဘလုံးနဲ့ကြောင့်သရာဘာလဲဝရိယကဘယ်ဟာလဲတတိကဘာလဲသမာဓိကဘာလဲပညာကဘာလဲအဲ့ဒီလိုကွဲပြားပြီးတော့စိတ်တွေကိုဒီလိုခွဲနိုင်မှယောဂီပုဂ္ဂိုလ်လည်းသဘောပေါက်မယ်ဒီလိုမှမသိလို့ရှိရဲ့သရာဘဝရိယဘတတိဘသမာဓိဘဆိုဘုံ၅ပါးလက်ကင်ထားဆိုဘာခါထားမလဲအဲ့ဒါအခုဘုံ၅ပါးလက်ခွဲပြတာစိတ်တွေကိုခွဲတာဒါကြောင့်မို့အရေးကြီးဆုံးချက်ကသရာအရေးကြီးပါတယ်လို့သရာဘာလဲအယုတ်ကြည်ကြည်ခန့်လူသိရင်သိမသိတရားရဒီစိတ်ကိုထားရဒီစိတ်ထားမှသာလေအမြတ်ဆုံးတရားရမယ်ဒီစိတ်မှမထားလို့ရှင်ဝေဒနာလေးဖြစ်လာတယ်နားလိုက်တာတော်မှပဲဆိုရင်သေဃာနိဆက်စနားလိုက်တာတော်ခြင်းတယ်ဆိုလို့ဖြစ်လို့ဒီလိုလုပ်လို့ရမရဘူးသေဃာနိဆက်စငါတတ်လိုက်လိမ့်မယ်ငါမရှိတာကိုအရှိထင်လိုက်လိမ့်ငါတတ်လိုက်လို့ရှိရင်တော့ငါခံရလိမ့်မယ်လားမှတ်တော့ငါခံရပြီဆိုတဲ့ကွာသွားပြီလိမ့်ကြသွားပြီအပေလေးပါဒီယုံနဲ့ဒီနာကတော့တတ်တော့မှာပဲအဲ့တော့အခုကတည်းကဒကာဒကမာများအရေးကြီးဆုံးချက်ကဘာလဲတဲ့သရာအရေးကြီးတယ်အယုတ်ကြည်ကြည်အရေးခါလူသိရင်သိမသိတရားရပြက်ချင်လဲပြက်ရော့ငါမဟုတ်ပဲရုပ်ကဖောက်ပြန်တယ်နာကဝေဒနာခံစားတယ်နာဣသဘောလက္ခဏာသဘာဝခံစားမှုသဘောသာရှိငါဆိုတာမရှိပါလားဝေဒနာသည်နာပါလားဆိုပြီးတော့နာဣသဘောကိုသာသိပါနာဣသဘောကသူကဘာလို့တတ်တယ်လဲဆိုတာနာဣသဘောကိုလိုက်ကြည့်ပါနာဣသဘောကဘာလဲတင်းတာလည်းခံစားလိုက်တယ်တောင်းတာလည်းခံစားလိုက်တယ်ထုံတာလည်းခံစားလိုက်တယ်အောင့်တာလည်းခံစားလိုက်တယ်ကြက်တာလည်းခံစားလိုက်တယ်ပူတာလည်းခံစားလိုက်တယ်အေးတာလည်းခံစားလိုက်တယ်နိုင်သဘောခံစားတယ်အဲ့ဒီခံစားတဲ့သဘောလေးကိုရှင်းစိတ်ကခံစားရင်နောက်စိတ်ကလေးကလိုက်ပြီးသူ့သဘောဘာလောက်တတ်တယ်လဲဆိုတာကိုသူ့သဘောကိုကြည့်လိုက်ပါရုပ်လက္ခဏာလိုက်ပြီးဆိုလို့ရှိရင်ရုပ်လက္ခဏာကိုဘယ်လိုဖောက်ပြန်တယ်ဆိုတာဖောက်ပြန်တဲ့သဘောလေးကိုလိုက်ပါဘယ်လိုဖောက်ပြန်လဲတင်းတာကပေါ်တင်းတာကပြက်လိမ့်မယ်တောင်းတာပေါ်တောင်းတာကပြက်လိမ့်မယ်ထုံတာပေါ်ထုံတာကပြက်လိမ့်မယ်ရုပ်ဤသဘောဟာဖောက်ပြန်နေတဲ့သဘောတွေတွေ့လိမ့်နာဤသဘောကရုပ်ဝေဒနာခံစားနေတဲ့သဘောကိုတွေ့လိမ့်နားတယ်ကြိုက်တယ်ထုံတယ်ကျင်တယ်လို့မသိလိုက်တယ်ဖောက်ပြန်တဲ့သဘောရုပ်ဤ
ဝေဒနာဟာနာခံစားတယ်ခံစားတဲ့သဘောတရားဟာဘာလဲလက္ခဏာကင်တွယ်လို့မရဘူးရုပ်ကလည်းကင်တွယ်လို့မရဘူးနာကလည်းကင်တွယ်လို့မရဘူးပြစ္ဆုတ်ပံခံစားပြီးပြက်ရုပ်ကလည်းဖောက်ပြန်ပြီးပြက်တယ်မြင်နေတာကတော့အတုပတရားကြီးလက်ပဲခြေပဲပေါင်ပဲကိုယ်ပဲလို့ဒီလိုမသတ်မှတ်နဲ့မြင်လိုက်တဲ့ဥစ္စာအတုပကြီးပဲဒါကြအယုစုကြီးပဲရုပ်ဆိုတဲ့သဘောတရားဟာပဲခြေပဲပေါင်ပဲကိုယ်ပဲလို့ဒီလိုမသတ်မှတ်နဲ့မြင်လိုက်တဲ့ဥစ္စာအတုပကြီးပဲဒါကြအယုစုကြီးပဲရုပ်ဆိုတဲ့သဘောတရားဟာဘာလဲကင်တွယ်လို့ပရမတ်ဆိုတာကင်တွယ်လို့မရပါလားတင်းနာကလည်းကင်တွယ်လို့မရဘူးတောင်းနာကလည်းကင်တွယ်လို့မရဘူးသဘောတရားလေးထုံနာကလည်းကင်တွယ်လို့မရသဘောတရားကြက်လာတာကလည်းကင်တွယ်လို့မရသဘောတရားအောင့်နာကလည်းကင်တွယ်လို့မရသဘောတရားအေးတာကလည်းကင်တွယ်လို့မရသဘောတရားပူတာကလည်းကင်တွယ်လို့မရသဘောတရားလှုပ်ထားလည်းကင်တွယ်လို့မရသဘောတရားသိပြီးတော့ခံစားလိုက်တဲ့သဘောတရားလေးကလည်းကင်တွယ်လို့မရသဘောတရားခံစားတဲ့သဘောတရားဖောက်ပြန်တဲ့သဘောတရားဆိုတာသဘာဝပြောမဖြစ်ဘူးသဘောတရားလို့သဘာဝလေးလက္ခဏာပဲရှိလက္ခဏာကဘာလဲဖောက်ပြန်တဲ့ခံစားတဲ့ဖောက်ပြန်တဲ့ခံစားတဲ့ရုပ်လက္ခဏာကဖောက်ပြန်တဲ့သဘောနာဤလက္ခဏာကခံစားတဲ့သဘောရုပ်လက္ခဏာနာလက္ခဏာရုပ်ဝေဒနာနာကခံစားတယ်။ဩဝေဒနဲ့ခန္ဓာပါလား။ဝေဒနဲ့ခန္ဓာတဲ့ရှိတဲ့သင်္ညခန္ဓာကသင်ညာပေးနေလို့သင်္ခါရကပြုပြင်ပေးနေပါလား။ဝိညာဏကလေးကတော့ခံစားပြပြက်ပြက်နေတဲ့သဘောခံစားတာပဲရှိ။အဲ့ဒီသဘောတွေကိုတခုတည်းသိပါ။ဒီပြင်ဘာမှမသိနဲ့။ဒီပြင်သိလိုက်ပြီဆိုလို့ရှိရင်နာရကြိုက်တယ်လို့သွားသိလိုက်ပြီဆိုရင်ဥပါဒံတရားတွေဖြစ်ကုန်ပဲ။ဥပါဒံတရားတွေဖြစ်ပြီဆိုရင်ဝေဒနာတဏှာကုပြီတဏှာကုတယ်ဆိုတဲ့အပယ်ရှင်းရပြီအဲ့တော့အခုကတည်းကအနည်းအကျင့်လုံးကြပါသိတတ်ဖို့ဟာကိုသာသနာကြီးနဲ့ပြီးတဲ့အချိန်ခါမှာတရားခံရမှာမကြောက်ကြပါနဲ့ဒီရုပ်နဲ့ဒီနာဖြစ်လာရင်သေတော့သေရမှာပဲဒီကနေ့သေရမလားလက်ဖာသေရမလားတပည့်သေရမလားသေတော့သေရပါလိမ့်မယ်လို့မုတ်ချမလွဲဒီရုပ်နဲ့ဒီနာဖြစ်ရင်သေရမှာကိုတော့မသေးသေးဘူးလို့ထင်နေတယ်မျက်စိကသေးလိုက်နားကသေးလိုက်နှာခေါင်းကသေးလိုက်ပါးစပ်ကသေးလိုက်ကိုယ်ပေါက်ကသေးလိုက်မနှောကသေးလိုက်ပရမတ်သစ္စာတွေကတော့ခဏဖြစ်ခဏပြက်ခဏဖြစ်ခဏပြက်ခဏဖြစ်ခဏသိနေတဲ့ယုံနာနေပါပဲလို့ဒီယုံနာနေဟာဖြစ်ပြက်ပြီးသိနေတဲ့ယုံနာနေပါအဲ့ဒီသေမမသိဘူးသေမမသိတော့ကိုတော့သေမမသိတော့မကြောက်ဘူးအဲ့တော့ခန္ဓာတွေကယုံသဘာဝနာသဘာဝတွေဒလတာကြီးထောက်ပြန်ဖြစ်ပြနေတဲ့ယုံဟာဒုက္ခသစ္စာကြီးတွေမြင်လာပါလိမ့်မယ်ဘယ်လိုမြင်လာမလဲတဲ့တင်ဟာပေါ်လာတော့တင်တယ်လို့ဝေဒနာခံစားတယ်ဟောဘုရားကဟောထားတယ်ဒီယုံနဲ့ဒီနာဖြစ်လာရင်ဒုက္ခတင်ဟာပေါ်တော့တင်တယ်လို့ခံစားတယ်နာယုံနှစ်ပါးဖြစ်လာတစ်ခါကြီးဖြစ်လာတယ်တစ်ခါကြီးပြက်တယ်တင်ဟာပေါ်တော့တင်တယ်လို့သိတယ်လားတင်းနာလည်းပြက်တယ်သွားရောတင်းတယ်လို့ခံစားတဲ့နာမရှိတော့ဟောနာယုံတစ်ပါးတစ်ခါကြီးပြည့်တစ်ခါကြီးဖြုတ်အဲ့ဒါကြောင့်အခုကတည်းကအလေးအကျင့်လုပ်ပြီးတော့ဒီရုပ်ဤထောက်ပြန်လာတဲ့ရုပ်ဝေဒနာကိုဒုက္ခသစ္စာမှမသိကြတော့မကြောက်ကြဘူးဘာကြောင့်မကြောက်ကြလဲတဲ့ဒီရုပ်နဲ့ဒီနာဝေဒနာဒုက္ခသစ္စာကြီးဒီရုပ်နဲ့ဒီနာဖြစ်နေတဲ့ဒုက္ခသစ္စာကြီးမသိတော့ဒီရုပ်နဲ့ဒီနာပြန်လို့ခြင်းပြန်ဖြစ်ခြင်းဘဝတဏှာတွေဖြစ်တယ်ဒီရုပ်နဲ့ဒီနာဟောဒုက္ခသစ္စာကြီးဖြစ်လာတော့အခုခန္ဓာတွေကပထဝီတို့အာဘောတို့တေဇောတို့ဝါယောတို့တဲ့ဓာတ်ကြီးတွေကဖောက်ပြန်နာကဝေဒနာခံစားတော့ရုပ်နဲ့တစ်ပါးဖြစ်လာတော့ဘုရားကဒုက္ခသစ္စာဒီဒုက္ခသစ္စာဖြစ်လာတဲ့ဥစ္စာကိုသင်္ခါရကပြုတ်ပြင်ပေးနေလို့ဖြစ်တာပြက်တာကိုမသိဘူးဖြစ်တာပြက်တာမသိတော့ဖြစ်တာပြက်တာမသိဘူးမသိတော့ဒီရုပ်နဲ့ဒီနာအနာဂတ်ကာလကြတော့ဒါနမှုတွေတစ်ခုပြုလိုက်တယ်လူချမ်းသာပြန်လို့ခြင်းနဲ့နတ်ချမ်းသာလို့ခြင်းနဲ့ကဲဒီရုပ်နဲ့ဒီနာအခုဝေဒနာတွေဖြစ်လာပြီဝေဒနာတွေနာကခံစားပြီးဒုက္ခသစ္စာကြီးကဲဒီဒုက္ခသစ္စာကြီးလိုချင်ကြသေးလားဒီဒုက္ခသစ္စာကြီးဖြစ်လာရင်ဘုရားကယုံနာနှစ်ပါးဖြစ်လာရင်ဒုက္ခ
မဖြစ်ရင်ဒုက္ခဖြစ်လာတဲ့ယုံနာနေဟာအတိတ်ကလည်းဒီယုံနဲ့ဒီနာဓမ္မကြီးဒီတခါကြီးဖြစ်ခဲ့ပြီဝေဒနာတွေခဏဖြစ်ပြီးခဏပြက်ခဲ့ပြီအခုပြစ္ဆုတ်ပါနဲ့ဒီယုံနာနဲ့ပဲဝေဒနာတွေပဲခံစားနေတဲ့ဒုက္ခပဲအနာဂတ်ကြတယ်ဒီဝေဒနာတွေပဲပြန်ရကဲအရိယာသူတော်ကောင်းများကတော့အနာကြောက်အတိတ်ကယုံနာကိုလည်းသိပြစ္ဆုတ်ပါယုံနာကိုလည်းသိအနာဂတ်ယုံနာဒီယုံနဲ့ဒီနာကိုလည်းပြန်မဖြစ်ခြင်းတော့ဘူးဒီယုံနဲ့ဒီနာမလိုခြင်းတော့ဘူးဒီယုံနဲ့ဒီနာဖြစ်ရရင်ဖြစ်ရမှကြောက်တော့တာပေါ့အရိယာများဟာဓာတ်ကြီးလေးပါကိုမလိုခြင်းတော့ဖောက်ပြန်တဲ့ယုတ်ခံစားတတ်တဲ့နာရဲ့အတိတ်ကလည်းငါဒီဓာတ်ကြီးလေးပါယုတ်နာနှစ်ပါးဖြစ်ခဲ့ပြီခဏဖြစ်ခဲ့ပြီဒီဝေဒနာတွေပဲခံစားခဲ့ရပြီဒုက္ခသစ္စာကြီးရခဲ့ပြီအခုပြစ္ဆုတ်ပန်းရောဒီဝေဒနာတွေပဲခံစားနေရပါလားအနာဂတ်ကြာပြန်တော့လည်းဒီယုံနဲ့ဒီနာဒီလိုပဲဖြစ်ပြီးဒီဝေဒနာတွေပဲပြန်ရအောင်မှာပါလားအနာဂတ်လည်းဒီယုံနဲ့ဒီနာမဖြစ်ရင်ဒုက္ခသစ္စာကြီးပါလားဒုက္ခသစ္စာကြီးမြင်ဒီယုံနဲ့ဒီနာဒုက္ခသစ္စာကြီးမှမသိတော့ပြန်ပြီးတော့ဒီယုံနဲ့ဒီနာပြန်လို့တယ်ဘာကြောင့်လို့ခြင်းတည်းတဲ့ဒုက္ခသစ္စာမမြင်လို့ဒီယုံနဲ့ဒီနာကိုတွဲနေတာဘာဘောကိုမသိဘူးဘယ်လိုတွဲနေလဲတဲ့တွဲပုံတွေဟာရုပ်ဝေဒနာဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောလက္ခဏာသဘာဝခံစားတဲ့သဘောဝေဒနာခန္ဓာကိုမသိဘူးမသိတော့ဘယ်မှာသွားတွဲလိုက်တယ်တင်းတာပေါ်တော့တင်းတယ်လို့တွဲလိုက်တင်းတယ်လို့သိလိုက်တယ်တင်းတယ်လို့ကတ်ကြည့်လိုက်တဏှာဖြစ်တင်းတာကြီးကိုမခံစားခြင်းနဲ့ဒေါသဖြစ်တင်းတာကြီးကိုຢာကားနဲ့ဒေါသဖြစ်တော့ဟောဝေဒနာခံစားမှုသဘောနာကိုမသိဘူးနာဣလက္ခဏာမသိတော့မောဟဖုံးလွှမ်းခြင်းကြောင့်မလို့ຢာကားနဲ့ဒေါသမောဟဖြစ်ရအဲ့ဒါပါလေအပယ်လေးပါးသွားစီတတ်တဲ့ကံဝေဒနာဘောကနေပြီးအပယ်လေးပါးဆင်းသွားဒါကြောင့်မလို့ဒီရုပ်နဲ့ဒီနာကိုဝေဒနာကိုနာရကြိုက်တယ်ထုံနေခြင်းနဲ့အောင့်နေလို့မရှိပါနဲ့ဝေဒနာဒီခံစားမှုသဘောနာကိုရှိပါနာကိုရှုမှဒိဋ္ဌိပြုတ်နာကိုမရှုသမျှကာလပတ်လုံးနာရာကြီးသိလို့ကတော့တရားဓမ္မများစိတ်သာချငါတော့အပယ်မလို့ဘူးလို့လားတစ်စိတ်ချမှငါသိရင်နာရာကြီးငါသိနေဝေဒနာတဏှာဘူးနေပြီလို့လားတစ်စိတ်ချမှဝေဒနာမှာဒေါသဖြစ်နေပြီလို့တစ်စိတ်ချမှတော့အဲ့ဒီလိုသိနေလို့ရှိရင်ဝေဒနာနာတာသိလို့ရှိရင်ငါတော့အပယ်မလို့ငါတော့အပယ်လေးပါဆင်းရမှာပဲလို့ဒီလိုသိဝေဒနာကိုနာတာမသိပဲနဲ့နာဤသဘောတရားခံစားတဲ့သဘောလေးကိုဒါတခုတည်းတည်းသိပါဝေဒနာခန္ဓာသာပြီတင်ညာမပြီးနဲ့တင်ညာပြီးလို့သင်္ခါရတွေဖြစ်ပြနေတာစိတ်ကြီးဖြစ်ပြတင်ညာလွတ်သွားပြီဆိုရင်သင်္ခါရကပြည့်ပြည့်မပြီးနိုင်ဘူးစေတသိက်တွေချုပ်ကုန်ဘယ်စေတသိက်ချုပ်တာလဲတဲ့ဝေဒနာပေါ်မှာအင်းနဲ့တောက်တယ်ထုံတယ်ကျင်တယ်အောင့်တယ်ဆိုတဲ့စေတသိက်အဲ့ဒီစိတ်ဓာတ်သင်္ခါရတွေချုပ်အဲ့ဒီစိတ်ဓာတ်သင်္ခါရချုပ်တာဘာကြောင့်ချုပ်တယ်လဲတဲ့ဝေဒနာတွေနာဣလက္ခဏာခံစားမှုသဘောလေးကိုရှုလိုက်လို့ခံစားတာတခုတည်းသိဒီပြင်ဘာမှမသိနဲ့အဲ့ဒီတခုတည်းသိလိုက်လို့ရှိရင်ဝေဒနာပညာလွတ်သွားပြီပညာဖြစ်ပြီငါဝေဒနာပညာလွတ်ပြီပညာဖြစ်ပြီငါအပယ်လေးပါးကိုပွားတဲ့စိတ်တွေစိတ်ဓာတ်သင်္ခါရငါချုပ်ပြီငါအပယ်လေးပါးငါလွတ်ပြီဥဒါကွဲပြီလို့လားတစ်ချိန်မှတော့ဝေဒနာနာရာကြီးကိုမရှုနဲ့နာရာကြီးဆိုရင်ဒိဋ္ဌိနာရာကြီးမရှုဘဲနဲ့ဝေဒနာကြီးခံစားတဲ့သဘောတရားနာကိုရှုနာပြက်ဆိုတာသောတာပန်ဝေဒနာမှာခံစားမှုသဘောတရားရှုလိုက်ပြီဆိုရင်စေတသိက်သင်္ခါရကိုထုတ်ကုန်နေတာဘယ်စေတသိက်လဲတဲ့ကျင်းတယ်လို့သိတဲ့စိတ်တောက်တယ်လို့သိတဲ့စိတ်ထုံတယ်လို့သိတဲ့စိတ်အောင့်တယ်လို့သိတဲ့စိတ်ကြိုက်တယ်လို့သိတဲ့စိတ်ကြက်တယ်လို့သိတဲ့စိတ်ပူတယ်လို့သိတဲ့စိတ်အေးတယ်လို့သိတဲ့စိတ်လှုပ်တယ်လို့သိတဲ့စိတ်တွန်းတယ်လို့သိတဲ့စိတ်ကန်တယ်လို့သိတဲ့စိတ်အဲ့ဒီစိတ်တွေကစေတသိက်တွေခေါ်တယ်အဲ့ဒီစေတသိက်တွေကြောင့်မို့လို့ဝေဒနာတဏှာကိုပြီးဥပါဒာလေးဖြစ်ပြီးဘဝဇာတိတရားတွေရပြီးတော့ပြိဿသမုပ္ပါဝေဒနာကနေပြီးလဲတယ်အဲ့ဒီကအပယ်ဆင်းတယ်ဒါကြောင့်မို့လို့တရားဓမ္မများအခုဝေဒနာပညာလွတ်ပြီးတော့ပညာဖြစ်အောင်လို့ဝေဒနာပြီးတင်းနဲ့တောက်နဲ့ထုံနဲ့ကျင်နဲ့အောင့်နေလို့မစုပဲတဲ့ဝေဒနာဒီနာဣလက္ခဏာခံစားတဲ့သဘောတရားတစ်ခုတည်းသာတွေ့ရဝေဒနာတွေရနေပြီအဲ့ဒါတခိုင်နဲ့နိဗ္ဗာန်အထိပို့ပေးတာပဲ
ထိုင်နေတဲ့လော့ဝေဒနာနာတာတွေကြိုက်တာတွေမသိနဲ့နာဣလက္ခဏာခံစားတဲ့သဘောတရားတစ်ခုတည်းသာသိအဲ့ဒီတစ်ခုတည်းသိလိုက်ပြီဆိုလို့ရှိရင်ငါဝေဒနာပေါ်မှာပရိစ္ဆသမုပ္ပါစေတသိက်တွေချုပ်ကုန်ပြီလို့သာတစ်ချက်မှတ်တော့နာဣလက္ခဏာသဘောတရားပြစ္ဆုတ်ပါခံစားတဲ့သဘောလေးတစ်ခုတည်းရှိတော့ဖြစ်ပြတဲ့စိတ်တွေချုပ်ကုန်ပြီမဖြစ်မပြတ်တဲ့သဘောတရားကိုခံစားဖို့နာသဘောတစ်ခုတည်းရှိတော့အဲ့ဒါပါလေဖြစ်ပြတဲ့ယုံနာရဲ့မဖြစ်မပြတ်တဲ့သဘောတရားရဲ့နိဗ္ဗာန်မြင်ပါပြီဗျာအသင်္ကတဓာတ်ကဲသင်္ကတဓာတ်ကဲတဲ့အသင်္ကတဓာတ်ဆိုတာကဘာလဲခံစားတဲ့သဘောတရားလေးကပြစ္ဆုတ်ပါရှိတယ်သင်္ကတဓာတ်ဆိုတာကဘာလဲဖြစ်ပြနေတဲ့စိတ်တွေသင်္ကတဓာတ်ဆိုတာပူတဲ့ကြိုက်တဲ့ထုံတဲ့ခြင်းနဲ့ဆိုသင်္ကတဓာတ်အသင်္ကတဓာတ်ဆိုတာဘာလဲတဲ့ဖောက်ပြန်တဲ့သဘောဝေဒနာကြီးခံစားတဲ့ဝေဒနာခန္ဓာရှိတယ်ပြစ္ဆုတ်ပါမှာခံစားတဲ့သဘောတစ်ခုတည်းပြီးလို့ရှိရင်စိတ်ဓာတ်သင်္ခါရချုပ်ပြီးလို့လားတစ်ခါမှတော့ငါသောတာပန်ကြီးရှိပြီလို့လားတစ်ခါမှဒါနာရာနဲ့ပဲထိုင်တာနဲ့ပဲတစ်ခုတည်းသဘောပေါက်ပြီးတော့တစ်ခုတည်းဒါသောတာပန်ရှိအောင်ပေးတာပဲအဲ့ဒါနိဗ္ဗာန်ကိုတကားဝင်သွားအောင်လို့ပေးတာပဲအဲ့ဒါအဖို့ပေးတာပဲအဲ့ဒါနာတဲ့ကြိုက်တယ်လို့တော့မသိနိုင်တဲ့လေးပဲထောင်းရမယ်လားမှလူ10သိန်းစီလူတယောက်မဖြစ်ဘူးဘာကြောင့်လဲတဲ့လူတိုင်းသိတာပဲနာတာကြီးကတော့ကြိုက်တာကြီးကလူတိုင်းသိတယ်ထုံတာကြီးကလူတိုင်းသိတယ်အေးတာကြီးကလူတိုင်းသိတယ်ကြက်တာကြီးကလူတိုင်းသိတယ်ပူတာကြီးကလူတိုင်းသိတယ်လူတိုင်းအသိမိစ္ဆာဒိဋ္ဌိအသိကနေပြီးသမာဓိဋ္ဌိအသိအမြင်ကိုရဖို့အရေးကြီးတယ်သမာဓိဋ္ဌိအသိအမြင်ကယုံနာကိုမြင်ရမှာယုံနာမြင်ရမှာပါလေဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောယုံဝေဒနာနာခံစားတဲ့သဘောသိလိုက်ပြီဆိုယုံနေတာနဲ့တွဲတယ်အဲ့ဒီယုံနေတာနဲ့ထိနေပြီမဖောက်မပြန်တော့ဘူးဖောက်ပြန်တဲ့သင်္ကတဓာတ်ကပါလေစေတသိက်မဖောက်မပြန်တဲ့အသင်္ကတဓာတ်ကပါလေတဲ့ဝေဒနာခန္ဓာခံစားနေတဲ့သဘောတရားလေးဝေဒနာတွေရနေပြီအဲ့ဒါပါလေတဲ့နိဗ္ဗာန်ကိုဝင်သွားပြီတခုတည်းတဲ့ဖြစ်ပြတဲ့စေတသိက်တွေချုပ်ကုန်ပြီမဖြစ်မပြတ်တဲ့သဘောခံစားတဲ့သဘောပြစ္ဆုတ်ပံခံစားနေပြီစေတသိက်တွေချုပ်ကုန်ပြီတကား6ပေါက်ကအာရုံ6ပါးလာဖြစ်မျက်စိကလည်းစေတသိက်ချုပ်သွားပြီနားကလည်းစေတသိက်ချုပ်သွားပြီနှာခေါင်းကလည်းစေတသိက်ပါးစပ်ကလည်းစေတသိက်စိတ်ဓာတ်သင်္ခါရတွေချုပ်ကုန်ပြီဘာကြံတော့လဲတဲ့ဝေဒနာဒီနာဣသဘောလက္ခဏာခံစားတဲ့သဘောတစ်ခုတည်းဖြစ်နေတော့နိဗ္ဗာန်ဝင်ပြီးပါပြပြင်းဝင်တာပဲအဲ့ဒါနိနဲ့စိတ်ပြောတာအဲ့ဒါနိဗ္ဗာန်ကိုဝင်တဲ့စိတ်ဝေဒနာတွေရက်တဲ့စိတ်ပရိစ္ဆသမုပ္ပါရက်တဲ့စိတ်ကိုပြောတာကြိုးစားပြီးတော့တရားကြီးကြီးကြိုးစားထိုင်တော့သင်္ကနီးပြီဒီနေ့သေမလားလက်ဖန်သေမလားမသိဘူးကားသိရင်လည်းသေမယ်အိတ်နေရင်လည်းခြံအောင်လည်းသေမယ်နောက်ပြီးသွားရင်လည်းသေမယ်အလုပ်လုပ်ရင်လည်းသေမယ်ဈေးရောက်ရင်လည်းသေမယ်စာအိုင်ရင်လည်းသေမယ်သေတော့သေရမှာပဲအဲ့ဒါသေကကြီးတဲ့တဲ့ကိုအတိတ်အကျင့်အဖို့ကဝတိဘောဝင်ခိုင်းတာသေတတ်ဖို့ဟာငါနဲ့သေလို့ရှိရင်ငါခံငါနဲ့မသေလို့ငါလွတ်အောင်ရှုလိုက်ပြီဆိုလို့ရှိရင်ဝေဒနာပြီးနာကိုရှုလိုက်လို့ရှိရင်ခံစားတဲ့သဘောကိုရှုလိုက်လို့ရှိရင်သုပ္ပရိဘုံနတ်ကြီး၆ဓာတ်သိုးစားလိုက်တော့အခုလူလောကကြီးကဗျာနေရတဲ့ဥစ္စာများဒုက္ခသစ္စာကြီးခံစားနေရတဲ့ဥစ္စာဝတ်ဖို့လည်းလုပ်ရစားဖို့လည်းလုပ်ရအိပ်ဖို့လည်းလုပ်ရနေဖို့လည်းလုပ်နေရတာပဲအခုဒီဒုက္ခကြီးကိုမလိုချင်ကြနဲ့တော့နတ်ဣရှိစိတ်ကြီးခံစားကြနတ်ဣရှိစိတ်ကြမှာဟိုကြတော့ဒီမှာအထယ်ဒီအလိတ်ကြီးဝဲပြီးရွာပါဘူးဗျဒီမှာတော့ဒီမှာကိုလှကျင်လို့ရှိရင်ဒီမှာအထယ်အလိတ်ကြီးဝဲရတယ်ဒါဝဲလို့နိုင်လို့အိတ်ကြီးရချင်မှရနတ်ပြည်ကြတော့ဒီနိုင်လို့အိတ်ကြီးတွေပတ်တာပေးပြီးတော့လည်းမဝဲရဘူးအလိုအလျောက်ဒီမှာဝိပဿနာနိဗ္ဗာန်ဓာတ်ဝင်သွားတဲ့ပုဂ္ဂိုလ်နတ်ပြည်၆ဓာတ်ကိုကိုယ်အသင်းလေးကလှပါပြီတဲ့ဗျာအသင်းကိုကိုယ်အသင်းသူများမရှိနိုင်ဘူးဝိပဿနာပညာကိုအဲ့တော့နတ်ပြည်ကြဝဲဖို့တော့မချုပ်ရပါဘူးသူ့ဟာသူအလိုအလျောက်ကိုတခါတည်းအသင်းလေးတောက်ပါတယ်အဲ့တော့ဒီလောကကြီးမှာဝေဒနာတွေခံစားနေရဝေဒနာတွေဖြစ်နေဒုက္ခဝေဒနာတွေဒုက္ခဝေဒနာမှမသိဘူးအဲ့ဒီတော့အခုဟာတည်းကအလိအကျအယုကြည်ကြည်အေးခန်းခါလူသိရင်သိမသိတရားရဆိုတဲ့ဒီစိတ်ကိုထားပါမသိလည်းမသိနိုင်ပါဘူးအဲ့ဒီတော့ကြိုးစားပြီးတော့စိတ်ကတော်ခြင်းနောက်စိတ်ကတော်တယ်သိခြင်းနဲ့သိရောဆိုတဲ့သရာစိတ်ထားပါတထိုင်နဲ့ဒီမဲ့အပေလေးပါလွတ်တယ်အခုဒကာဒကမာများ
အသိစိတ်တွေကိုတခါတည်းတရားထိုင်ရင်းနဲ့အသိစိတ်တွေလိုက်တတ်ဖို့ဟာကိုအသိစိတ်တွေကိုနိဗ္ဗာန်ဝင်ဖို့ဟာကိုပေတတ်ဖို့ဟာကိုတင်ပေးနေတာဒကမာကြီးဒီဒကာကြီးဒီဝေဒနာတစ်ခုပေါ်လိုက်မှတင်တာပေါ်လို့တင်တယ်လို့မသိနဲ့တင်တာကိုဝေဒနာကိုခံစားမှုသဘောနာမ်လေးကိုသိလိုက်နာမ်ခံစားမှုသဘောလက္ခဏာကိုသိလိုက်တင်တာပေါ်လဲခံစားတာပဲသိလိုက်တောက်တာပေါ်လဲခံစားတဲ့နာမ်ကိုသိလိုက်အောက်လာတာပေါ်လဲခံစားတဲ့သဘောနာမ်ကိုသိလိုက်ကြိုက်လာတာပေါ်လဲခံစားတဲ့သဘောနာမ်ကိုသိလိုက်ကြက်လာတာပေါ်လဲခံစားတဲ့သဘောနာမ်ကိုသိလိုက်နာမ်ကိုသိတော့ဝေဒနာနာမ်ကိုသိရဝေဒနာနာမသိပဲနဲ့ပူတယ်ကြိုက်တယ်ထုံတယ်ကျင်တယ်အောက်တယ်လို့သိလိုက်တယ်ဝေဒနာတဏှာကူးနေပြီဝေဒနာမှာဥပါဒာဖြစ်နေပြီကဘာလာသတ္တရဲ့ကတင်းနဲ့တောက်နဲ့ထုံနဲ့ကျင်နဲ့အောက်တယ်လို့သိတဲ့အသိအခုသိနေတာမဟုတ်ဘူးကဘာလာသတ္တရဲ့ကသိတဲ့အသိကဘာလာသတ္တရဲ့ကသိတဲ့အသိဘို့လို့သံဃာစိတ်ကြီးလဲကြရအခုဝေဒနာကိုနာဣလက္ခဏာခံစားတဲ့သဘောလေးသာသိလိုက်ပြီဆိုလို့ရှိရဲ့တရားဓမ္မများစိတ်သာကြတော့ငါအပယ်လေးရွာကနေပြီးအိုးသားကွဲပြီလို့တတိယမှတ်တော့ဘာကြောင့်လဲတဲ့ဝေဒနာမှာသင်ညာလွတ်သွားပြီဝေဒနာသင်ညာဝေဒနာပညာတဲ့ဝေဒနာသင်ညာစေတသိက်လွတ်သွားတော့ပညာဖြစ်သွားပြီနာယုတ်ဖြစ်နေပြီနာယုတ်ပေါ်မှာတည်ပြီအဲဒီတော့ဒါကြောင့်မလို့အခုဟာတွေကအလေးအကျင့်ဝတိဘောဆိုတော့ဝင်သားကြဖို့ထိုးတယ်လို့ပေါ့ဗျာဗလားထိုးတယ်လို့ပေါ့အခုဓမ္မကြီးတွေကဘယ်ဟာထိုးလဲတဲ့ဓာတ်ကြီးတွေပါဖို့ထိုးတာဓာတ်ကြီးတွေပါဘယ်ဖို့ထိုးတယ်လဲအာနာပါနဖို့နဲ့ထိုးတယ်အာနာပါနဖို့နဲ့ထိုးတော့အပြင်ဗိဒ္ဓမှာလည်းဖားဖို့တွေထိုးကြတယ်ကျွဲတွေထိုးတယ်ကြီးတွေထိုးတယ်ဖြည့်ဖြစ်အောင်လို့ဗလားတွေထိုးတယ်ဗလားသေးအောင်လို့သံထိုးတယ်သံသေးအောင်လို့ဖားဖို့တွေနဲ့ထိုးတယ်ဖားဖို့တွေနဲ့ထိုးတယ်အခုတော့ဓမ္မကြီးတွေဗလားတွေသံတွေကြီးတွေခဲတွေမထိုးဘူးအာနာပါနဖို့နဲ့ဗာလဲတဲ့ဓာတ်ကြီးလေးပါးကိုဖို့ထိုးတာဓာတ်ကြီးလေးပါးတတ်တွေကိုထိုးတတ်တယ်ဓာတ်ကြီးလေးပါးတတ်တွေကိုဘယ်လိုတတ်ကျင်နေဖြစ်နေလဲသဘောကိုပြောပြတာဓာတ်ကျင်တွေကဘယ်လိုဖြစ်နေလဲတဲ့ကဘာလာသတ်တဲ့တက်ကဒီဓာတ်တွေမသေးဘူးဓာတ်ကျင်တွေဖြစ်နေတယ်ဘယ်ဓာတ်ကျင်တွေလဲတဲ့ပထဝီဓာတ်ကလည်းတင်းနေတောက်နေထုံနေကျင်နေအောက်နေကိုက်အဲ့ဒါဓာတ်ကျင်ဖြစ်တယ်သိတာတွေကအမျိုးမျိုးသိဓာတ်ကျင်ဖြစ်နေတယ်အာနာပါနဖို့နဲ့ထိုးလိုက်တဲ့အချိန်ခါမှာဓာတ်ကျင်တွေဖြစ်နေတဲ့ဥစ္စာဓာတ်တစ်လုံးတည်းကိုသေသွားတယ်ဘယ်ဓာတ်ကျင်လဲတဲ့တင်တာပေါ်တင်တယ်လို့သိတဲ့ဓာတ်တောင်းတာပေါ်လို့တောင်းတယ်လို့သိတဲ့ဓာတ်ထုံတာပေါ်ထုံတယ်လို့သိတဲ့ဓာတ်ကျင်တာပေါ်ကျင်တယ်လို့သိတဲ့ဓာတ်အောက်တာပေါ်အောက်တယ်လို့သိတဲ့ဓာတ်ကြိုက်တာပေါ်ကြိုက်တယ်လို့သိတဲ့ဓာတ်ကြက်တာပေါ်ကြက်တယ်လို့သိတဲ့ဓာတ်ယိုစီးတာပေါ်တော့ယိုစီးတယ်လို့ချွေးတွေယိုကြတော့ချွေးတွေယိုကြတယ်လို့သိတဲ့ဓာတ်အဲ့ဒါပါလေသင်္ကတဓာတ်အဲ့ဒီသင်္ကတဓာတ်တွေဟာမဖောက်မပြန်တဲ့ဓာတ်ဖြစ်အောင်ဘယ်လိုထိုးမလဲအာနာပါနဘုံနဲ့ထိုးတိုက်တယ်တင်တာပေါ်လဲနာဣခံစားမှုသဘောဝေဒနာဒီခံစားတဲ့သဘောကြောက်နာပေါ်လဲခံစားတဲ့သဘောကျင်နာပေါ်လဲခံစားတဲ့သဘောထုံနာပေါ်လဲခံစားတဲ့သဘောအောက်လာတာပေါ်လဲခံစားတဲ့သဘောကြိုက်လာတာပေါ်လဲခံစားတဲ့သဘောကြက်လာတာပေါ်လဲခံစားတဲ့သဘောယိုစီတာပေါ်လဲခံစားတဲ့သဘောပူတာပေါ်လဲခံစားတဲ့သဘောအေးတာပေါ်လဲခံစားတဲ့သဘောတွန်းတာပေါ်လဲခံစားတဲ့သဘောကန္နာပေါ်လဲခံစားတဲ့သဘောလှုပ်တာပေါ်လဲခံစားတဲ့သဘောရတာပေါ်လဲခံစားတဲ့သဘောဟောအာနာပါနဘုံနဲ့ထိုးတတ်လိုက်တော့ဝေဒနာဒီနာဣလက္ခဏာသဘာဝခံစားတဲ့သဘောတစ်ခုတည်းရှုလိုက်တော့ကျင်းတယ်လို့ကျင်းတယ်ဆိုတဲ့ဖောက်ပြန်တဲ့ဓာတ်တောက်တယ်ဆိုတဲ့ဖောက်ပြန်တဲ့ဓာတ်ထုံတယ်ဆိုတဲ့ဖောက်ပြန်တဲ့ဓာတ်အဲ့ဒီဓာတ်တွေမရှိတော့ဘူးဘာရှိလဲတဲ့မဖောက်မပြန်တဲ့ဓာတ်ဝေဒနာဒီခံစားတဲ့သဘောတစ်ခုတည်းဖြစ်ဟောချုပ်ကုန်ပြီပထဝီဓာတ်လည်းချုပ်သွားပြီအာဘောဓာတ်လည်းချုပ်သွားပြီသေသောဓာတ်လည်းချုပ်သွားပြီဝါယောဓာတ်လည်းချုပ်သွားပြီဘာကြောင့်ချုပ်တယ်လဲတဲ့အာနာပါနဖို့နဲ့ထိုးသားရတာဓာတ်ကြီးလေးပါမဖောက်မပြန်တော့ဘူးဖောက်ပြန်တဲ့စေတသိက်တွေမရှိတော့ဘူးတင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့အောက်နဲ့ပူတဲ့အိတ်နဲ့လှုပ်တဲ့ရွတယ်ကြိုက်တယ်ဒါတွေမရှိတော့ဘူးဘာရှိတယ်လဲတဲ့ဝေဒနာကြီးခံစားတဲ့သဘောနာဣလက္ခဏာခံစားတဲ့သဘောတစ်ခုတည်းရှိတော့အဲ့ဒီခံစားတဲ့သဘောတစ်ခုတည်းရှိတော့မဖောက်မပြန်တဲ့အသင်္ကတဓာတ်ပဲဗျာအဲ့ဒါဖောက်ပြန်တဲ့ဓာတ်ကဘာလဲတဲ့တင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့အောက်နဲ့ဆိုတဲ့ဓာတ်
မဖောက်မပြန်တဲ့ဓာတ်ကဘာလဲတဲ့ခံစားတဲ့သဘောပြစ္ဆုတ်ပံခံစားတဲ့သဘောတစ်ခုတည်းမဖောက်မပြန်တော့ဘူးအဲ့ဒါအသင်္ကတဓာတ်ပဲအသင်္ကတဓာတ်ကဲသင်္ကတဓာတ်ကဲတဲ့သင်္ကတဓာတ်ကဖောက်ပြန်နေတဲ့ဓာတ်ကြီးတွေပါလားစေတသိက်တွေအသင်္ကတဓာတ်ကတစ်ခုတည်းတော့ဖြစ်နေတယ်မဖောက်မပြန်ဘူးအဲ့ဒါအာနာပါနဖုံနဲ့ခိုးထားလိုက်တာပဲဒကာဒကမများကြိုးစားပြီးတော့ရှုမယ်ဆိုလို့ရှိရင်ဝေဒနာတစ်ခုပေါ်လာရင်နာဣလက္ခဏာခံစားမှုသဘောတစ်ခုတည်းသာရှုခံစားတာသိလို့ရှိရင်ငါတော့အပယ်လေးပါးနဲ့ဩဇာကွဲပြီလို့သာတစ်ချက်ချပါနာရာကြည့်သိလို့ရှိရင်လေးပဲထောက်ရတော့မယ်လို့သာတစ်ချက်ချပါလေးပဲထောက်ခြင်းရင်နာရာကြီးကြိုက်တာကြီးသိလေးပဲမထောက်ခြင်းလို့ငါနတ်ဤစည်းခြင်းကိုအသင်းနေတောက်ပတ်ပြီးတော့ငါနတ်ဤစည်းခြင်းဒုက္ခဝေဒနာငါခံစားတော့မယ်ဆိုလို့ရှိရင်ဝေဒနာကိုနာဤလက္ခဏာခံစားတဲ့သဘောတစ်ခုတည်းသာရှုတော့အဲ့ဒါမဖောက်မပြန်တဲ့ဓာတ်ဖောက်ပြန်တဲ့ဓာတ်ကနာတယ်ကြိုက်တယ်ဆိုတဲ့ဓာတ်ပူတယ်အေးတယ်လှုပ်တယ်ကြွားတယ်ဆိုတဲ့ဓာတ်မဖောက်မပြန်တဲ့ဓာတ်ကပူတာပေါ်လဲခံစားတယ်တောက်တာပေါ်လဲခံစားတယ်အဲ့ဒါမဖောက်မပြန်တဲ့ဓာတ်နာဤလက္ခဏာသဘောတစ်ခုတည်းရှုလိုက်ပြီဆိုလို့ရှိရင်ဒကာဒကမများစိတ်သာရှာတော့ငါတော့သိပြီသိရင်ငါခံစားတဲ့သဘောတစ်ခုတည်းကရှုရတော့ပါလားဝေဒနာစီနာပါလားလို့သိသွားပြီဝိဇ္ဇာပညာဖြစ်သွားပြီအဲ့ဒါအဖို့ပေးလိုက်တာပဲဒကာဒကမများသေတတ်ပေါ်ကအလေးချက်နာရာကြီးသိလို့ကတော့လေးပဲထောက်ရမယ်ဗျာသေဟာကြီးဆဲဆဲဒီမှာသွားရောဟာပညာရည်သိလို့ကတော့မရဘူးပညာကတော့လူတိုင်းလူသိတယ်ယုံနာသိတယ်ဆိုတာလူတိုင်းသိတာဝေဒနာတစ်ခုပေါ်လာတော့နာရာပေါ်တော့နာရာသိလိုက်တာယုံနာသိတယ်လို့ပြောတယ်ယုံနာမသိပါဘူးနာရာကြီးသိတာအဲ့ဒီနာရာကြီးသိရင်လေးပဲထောက်ရမယ်လားမကြိုက်တာကြီးသိရင်လေးပဲထောက်ရမယ်မအောင်းနာကြီးသိရင်လေးပဲထောက်ရမယ်မကြက်တာကြီးသိရင်လေးပဲထောက်ရမယ်မပူရာကြီးသိရင်လေးပဲထောက်ရမှာမဝေဒနာတစ်ခုပေါ်လာရင်ဘာပဲပေါ်နာဣလက္ခဏာခံစားတာတစ်ခုတည်းသိလိုက်ပြီဆိုရင်ငါအပယ်လေးပါဩဇာကွဲပြီးလေးရွာနဲ့တော့လွတ်ပြီငါသပိတ်တော့လွတ်ပြီငါတော့လေးရွာကလွတ်ပြီဟိသပိတ်တော့လည်းလွတ်ပြီဟိလို့ဒီလိုပြောနိုင်ပြီသားတို့သမီးတို့ဟိငါသိတတ်ပြီငါအသိတတ်ပြီငါသင်ချိုးတတ်ပြီရှင်ချိုးလည်းငါတတ်ပြီအသက်ရှင်ချိုးလည်းတတ်ပြီဘာကြောင့်လဲငါသိရင်ဘယ်သွားမလဲငါသုခရိပုံနတ်ကြီး၆ချက်ကိုငါစိုးစံတော့မယ်ဘာကြောင့်လဲငါဝိဇ္ဇာဉာဏ်ရပြီလက္ခဏာသဘာဝပဲရှိတယ်ငါသူတစ်ပါးယောက်ျားမိန်းမမရှိဝေဒနာဒီနာလာရှိတယ်လောကမှာဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာဝေဒနာပဲရှိတယ်ဒီဝေဒနာဤအကြောင်းကိုဝေဒနာဘောကငါအပယ်လေးပါးသိတဲ့ပြိဿသမုပ္ပါຢာကစိတ်ဒေါသစိတ်တွေကချုပ်ကုန်ပြီငါလွတ်ပြီငါအပယ်လေးပါးဥစ္စာကွဲပြီလို့ဒီလိုပြောနိုင်ပြီဒီလိုမှမသိလို့ရှိရင်နာရာကြိုက်တာသိလို့ရှိရင်လူဆယ်သိသိလူတယောက်မဖြစ်ဘူးဘာဖြစ်မလဲနာရာကြိုက်တာသွားသိလို့ပူရာအေးတာသိလို့လှုပ်တာရွတာသိလို့ရတာကြိုက်တာသိလို့ဒါတွေကိုမသိပါနဲ့သိရမှာကဘာလဲဝေဒနာဒီနာဤသဘောကဘာလဲဝေဒနာခန္ဓာခံစားနေတယ်ခံစားတဲ့သဘောလေးကိုသာသိဘယ်လိုခံစားတယ်ဒီစိတ်ကခံစားရင်နောက်စိတ်ကလေးကလိုက်ပြီးကြည့်ပါဘယ်လိုကြည့်ရမလဲသူ့သဘောကနိုင်သဘောကတင်တာလည်းခံစားတယ်တောင်းတာလည်းခံစားတယ်ဗိဓာမှာမြင်လာလို့ယုတ်ကြီးတွေမြင်လာတဲ့အတုပအယုစုကြီးတွေမြင်လာလဲမြင်ပြီးခံစားလိုက်တယ်နတ်သမီးတွေပေါ်လာတဲ့ခံစားလိုက်တယ်သူကခံစားတာပဲရှိတယ်နတ်သမီးပဲနတ်သားပဲခွေးပဲကြွက်ပဲလို့မြင်လို့ရှိရင်ဒါတွေမတင်ညာမပြီးနဲ့ခံစားတာပဲသိဗဟိတလည်းခံစားတာပဲသိအစ္ဆတပေါ်လာလည်းခံစားတာပဲသိနာဣလက္ခဏာတစ်ခုတည်းတဲ့ကိုဒီမှာဓာတ်ကြီးလေးပါဖို့ထိုးတာရွှေဖြစ်အောင်လို့နိဗ္ဗာန်ဓာတ်ဆိုတာရွှေဖြစ်အောင်ထိုးတာရွှေမဖြစ်လို့ကြီးတွေဖြစ်နေမှာဆိုလို့ကြီးတွေကပါလဲတဲ့တင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့အောက်နဲ့ပူတဲ့အေးတဲ့လှုပ်တဲ့ရွာအဲ့ဒါကြီးတွေအပယ်လေးပါလေးပဲတောက်ရက်စင်ရမယ်စိတ်တွေလူသေးလို့လူမဖြစ်တဲ့စိတ်တွေအဲ့ဒီစိတ်တွေဖြစ်နေလို့ရှိရင်ဘာလဲတဲ့ငရဲစိတ်ကြီးပဲမှတ်တော့ငရဲစိတ်ကဘာလဲတင်းတာပေါ်တင်းတယ်လို့သိတာငရဲစိတ်တောင်းတာပေါ်တောင်းတယ်သိတာငရဲစိတ်ကြီးဖြစ်သေးလားတော့ပိဋကစိတ်လည်းပါတယ်တိဋ္ဌာစိတ်လည်းပါတယ်ဝေဒနာပေါ်ပြီးကန့်ကြည့်လိုက်တဲ့စိတ်ကတဏှာဝေဒနာမခံစားနေတဲ့စိတ်ကဒေါသຢာကနဲ့ဒေါသဖြစ်သွားတာဘာလဲတဲ့ယုံနာဝေဒနာခံစားမှုသဘောနာဤယုတ်ဤသဘောကိုမသိလို့မောဟအဲ့ဒါဘာလဲတဲ့တိဋ္ဌာစိတ်ပိဋကစိတ်ငရဲစိတ်ဖြစ်ကုန်ပြီအဲ့ဒီစိတ်တွေဖြစ်မှာသို့လို့ဝေဒနာပေါ်နာဤလက္ခဏာသဘာဝခံစားတဲ့သဘောလေးကိုသိလိုက်ပါလို့ခိုင်းတာဝေဒနာတွေအရက်ခိုင်းလိုက်တာပရိစ္ဆသမုပ္ပါအရက်ခိုင်းလိုက်တာပရိစ္ဆသမုပ္ပါလွတ်သွားအောင်လို့အနုမောလို့ရှိရင်လူသေးလို့လူမဖြစ်ဘူးဗျာ
ကျိုးစားအထုံရင်ထုံးကြမထုံလို့ရှိရင်လေးပဲထောက်ပြီးငါတော့ရက်ရမယ်လို့တစ်ခေတ်ကြမှတ်တော့အဲ့ဒါကျိုးစားပါဝေဒနာတစ်ခုပေါ်လာရင်နာတာမသိပါနဲ့ခံစားတဲ့သဘောလေးကိုသာသိပါဘယ်လိုခံစားတယ်လဲဆိုတော့သူ့သဘောလေးကိုလိုက်ကြည့်ပါနာဤသဘောကဘာလို့တတ်တယ်သူ့သဘောကတင်းတာလည်းခံစားလိုက်တယ်တောင်းတာလည်းခံစားလိုက်တယ်ထုံတာလည်းခံစားလိုက်တယ်အောင့်တာလည်းခံစားလိုက်တယ်တင်းနဲ့တောင်းနဲ့ထုံနဲ့တင်းနဲ့အောင့်တယ်ဆိုတော့မရှိတရားရှိတဲ့တရားကဘာလဲဝေဒနာကြီးခံစားတယ်နာကိုရှိတာကိုသိပါမရှိတဲ့တရားကိုတင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့ပူတယ်အိတ်တယ်လှုပ်တယ်ရွရတယ်လို့မသိပါနဲ့ဒီသိနေတာကမရှိတရားရှိတဲ့တရားကလက္ခဏာသဘာဝကဘာလဲနာဤလက္ခဏာရှိတယ်နာဤလက္ခဏာဘာလဲဝေဒနာကြီးနာဤလက္ခဏာခံစားတဲ့သဘောတရားလေးကိုတစ်ခုတည်းသာသိလို့ရှိရင်ဝေဒနာကြီးဆုံးနေပါပြီဝေဒနာတွေရပ်နေပါပြီဒါကြောင့်မို့ကြိုးစားပြီးတော့တရားဓမ္မများဝေဒနာဤခံစားမှုသဘောလေးကိုအတိလေးဆုံးအောင်လိုက်ကြပါလို့လှမ်းများမပြစ်လိုက်ပါနဲ့လို့ခံစားတဲ့သဘောလေးအတိဆုံးရင်တစ်ထိုင်နဲ့တည်းရပါတယ်တစ်ထိုင်နဲ့အတိဆုံးသွားပြီခံစားတဲ့သဘောလေးဆုံးသွားလိမ့်မယ်ဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောနာရုပ်ဆုံးသွားလိမ့်မယ်အဲ့ဒီအတိဆုံးသွားတဲ့နေရာလေးရောက်သွားစိတ်ဓာတ်သတိပ္ပံရောက်သွားပြီဆိုရင်ထိုင်နေတဲ့လွတ်ပါတယ်ဗျာအတိဝိဇ္ဇာညာကိုအဲ့တော့ကြိုးစားပြီးတော့စိတ်ကတော်ခြင်းနောက်စိတ်ကလေးကတွန်းတယ်သိခြင်းနဲ့သိရောအယုတ်ကြည်ကြည်အေခန့်ကလူသိရင်သိမသိတရားရလောကကြီးမှာဗျာဘိုင်စကုတ်တောင်3နာရီကြည့်နိုင်သေးတာပဲဘိုင်စကုတ်အပယ်လေးပါဆင်းပြီးတော့ဒီမှာငရဲခံရမယ်စိတ်တွေဘိုင်စကုတ်ကြည့်ရင်သေလို့ရှိရင်ငရဲကတန်းဆင်းရမယ်ဒီလိုစိတ်တွေသိရင်လူကြောက်ကြမယ်ဒီလိုမသိရဘူးဗျဘိုင်စကုတ်လေးဖြတ်နေလိုက်ပြီဆိုရင်ငါလေးပဲတောက်ပြီးငါငရဲခံရတော့မယ်ဆိုရင်သိရင်ကြောက်ကြမှာပေါ့အခုတရားထိုင်ရမယ်ပုဂ္ဂိုလ်နိဗ္ဗာန်သွားမယ်မြမ20သွားမယ်နတ်ပြည်ကိုသွားမယ်ဆိုတော့မကျင့်နိုင်ဘူးလားဒီဒုက္ခဝေဒနာကြီးကိုအစလည်းအဆုံးကိုဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောနာယုတ်အတိဆုံးတဲ့နေရာလေးရောက်အောင်စိတ်ဓာတ်သတိပ္ပံတစ်ချိန်တစ်ခါရောက်ဖို့အောင်ကြိုးစားပြီးတော့တိုက်ကြပါလို့အတိပေးပါတယ်တရားဓမ္မများအပေဖန်ခံပြီးအတဏ္ဍာအောင်လို့ဒီမဲ့အပေလွတ်ကြပါစီတော့ဆိုအတိပေးနေတာဘာကြောင့်လဲတဲ့ဒုက္ခခံပြီးတော့ဒီမဲ့သာရနောက်ပိတ်ဆုံးသာရမို့လို့တခါတည်းအသိဉာဏ်တွေရကြပြီးတော့အပေတကားပိတ်ပြီးနိဗ္ဗာန်တကားဝင်ကြပါစီဆိုပြီးတော့တခါတည်းကိုအပေမှခံပြီးတော့ငကိုတော့ကဥပဇင်းတို့လည်းဒီမဲ့သူများဖို့မပါပါဘူးကိုယ့်ဘာကိုလှုပ်တာသူများဖို့လှုပ်တာမဟုတ်ဘူးအခုသာရကြီးကဖြစ်လာတော့အတိတ်ကပါလာတော့အော်ပုံကိုယ်တွေကဖြင့်ဒီတိုက်နေလို့ရှိရင်လေးပဲထောက်ပြီးရက်ဆင်းရမှာပဲဆိုပြီးတော့ကိုသိတဲ့အသိတွေကိုတရားဓမ္မများအပယ်လေးပါလွတ်တဲ့စိတ်နတ်ပြည်ကိုသွားတဲ့စိတ်ယမ20ကိုသွားတဲ့စိတ်နိဗ္ဗာန်ကိုသွားတဲ့စိတ်လူပြည်ကိုပြန်တဲ့စိတ်အပယ်လေးပါဆင်းတဲ့စိတ်အဲ့ဒီစိတ်တွေကိုပြောပြတယ်ဒီစိတ်တွေမဖြစ်စီကြနဲ့အပယ်လေးပါသွားစီတတ်တဲ့စိတ်တွေပူတယ်ကြိုက်တယ်ထုံတယ်ကျင်းတယ်အောင့်တယ်လို့မဖြစ်ကြနဲ့ဝေဒနာတစ်ခုပေါ်လာရင်နာဤလက္ခဏာခံစားတဲ့သဘောတရားလေးဒါပဲသိကြပါခိုင်းတာဘာလဲတဲ့အမှန်တရားကိုအသိခိုင်းလိုက်တာမရှိတဲ့တရားတွေကိုမသိကြနဲ့မရှိတဲ့တရားကဘာတရားလဲတင်းတယ်တောင်းတယ်ထုံတယ်ကျင်းတယ်အောင့်တယ်ပူတယ်အေးတယ်လှုပ်တယ်ရွတယ်ရတယ်ဆိုတာမရှိတရားရှိတဲ့တရားကဘာလဲဟောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောနာယုတ်အဲ့ဒီနာယုတ်ကရှိတယ်ဝေဒနာဒီခံစားတဲ့သဘောတရားလက္ခဏာသဘာဝပဲရှိဒါကြောင့်မလို့တရားတော်မှာပြရှေ့စိတ်ကတော်ခြင်းနောက်စိတ်ကတွန်းတင်သိခြင်းနဲ့သိရောအယုတ်ကြည်ကြည်အေးခန့်ခန့်ငါတို့တဏီလုံးတောင်လောကီမှာအလုပ်လုပ်နေသေးတာပဲအခုအပယ်လေးပါလွတ်အောင်တထိုင်နဲ့လွတ်ကြအောင်သရဝရိယတတိသမာဓိပညာပုံ၅ပါးလက်ကင်ထားပြီးတော့အယုတ်ကြည်ကြည်အေးခန့်ခန့်အပယ်ဒီလူပြည်ကြီးကနေပြီးနတ်ဤစည်းစိမ်ကိုအသက်ကြီးရှည်ကြီးနဲ့နတ်ဤစည်းစိမ်ကြီးကိုဒုက္ခဝေဒနာများမခံစားနိုင်ဘူးလားဒီလူပြည်ကြီးခံစားတာအသက်ကလေးဘယ်တော့ကြာလို့လဲ90ဆိုတဲ့ဥစ္စာဒီမှာအမတန်သီလရှိတဲ့ပုဂ္ဂိုလ်မှာ90နဲ့လည်းသိ30နဲ့လည်းသိ40နဲ့လည်းသိ60နဲ့လည်းသိ90နဲ့သိ90ကျော်သိ90ဆိုတာအမတန်သီလကောင်းတဲ့ပုဂ္ဂိုလ်မှာအခုကတည်းကဒီမဲ့အလေးအကျယ်ဝတိပေါ်နိုင်အောင်လုပ်ကြပါလို့ဒီမှာဒုက္ခဝေဒနာကိုဒီတော့မှခံစားကြပါနဲ့နတ်အိရှိစိတ်ကြမှာနတ်တက်ကြီးကလည်းခြေပါပြီနဲ့အရိယာဘုံကြီးကိုစိုးစံပြီးတော့သုလသောတာပန်ဖြစ်အောင်မဟာသောတာပန်ကြီးတွေဖြစ်အောင်နာအိလက္ခဏာခံစားမှုသဘောတစ်ခုတည်းတည်ကြည်သွားလို့မဖောက်မပြန်တော့ဘူးစိတ်သင်္ခါရမရှိတော့ဘူးယုတ်ဤသဘောနာဤသဘောခံစားတဲ့သဘောကိုသိသွားလို့
ဖောက်ပြန်တဲ့စေတသိက်တွေမရှိတော့ဘူးဆိုလို့ရှိရင်ငါတော့မဟာသောတာပန်ကြီးတည်ပြီမဟာသောတာပန်ကြီးတည်တဲ့ပုပ္ပိဒါငါတော့တက်ရတော့မယ်အရိယဘုံကြီးဆိုတာပေါ့ကြိုးစားပြီးတော့ရှင်းစိတ်ကတော်ခြင်းရဲ့နောက်စိတ်ကတွန်းတယ်ပါအယုတ်ချီချီဤခန့်ကပြက်ချင်လဲပြက်ရော့ဆိုတဲ့ဒီစိတ်ကိုထားကြပါလို့အသက်တည်လည်းကြီးပြီဘာကြောင့်လဲသေတော့သေရမှာပဲဒီကနေ့သေမလားနဲ့မှသေမလားတစ်ဖက်သေမလားမတော့မသိဘူးဒီလိုနဲ့ဒီနာဖြစ်လာရင်သေခြင်းတရားကတော့ကဲမှာမဟုတ်ဘူးသေရမယ်ဆင်းဆင်းသေပင်သေရ냐တော့လဲအတိလေးနဲ့သေရရင်မြတ်အတိလေးနဲ့မှမသေရလို့မောဟနဲ့သေရပြီဆိုကိုကျိုးနေကြတော့မယ်သာသနာကြီးနဲ့ပြီးပါလေအသားနဲ့အခုသာသနာမှာနောက်ပိတ်ဆုံးသာသနာပဲဒီသာသနာကြီးမှာဝင်တဲ့အချိန်ခါမှာမိတဲ့အချိန်ခါမှာကျင့်ကြံအားထုတ်တဲ့ပုဂ္ဂိုလ်တွေမဟာသောတာပန်ကြီးတွေဖြစ်နိုင်တယ်သရဂံဆိုတာလည်းဖြစ်နိုင်တယ်အနာဂံကြီးဆိုတာဖြစ်နိုင်တယ်အရဟတမေအရဟတဖို့လည်းရနိုင်ပါတယ်ဘာကြောင့်လဲတဲ့သာသနာမီလို့ကျင့်တဲ့ပုဂ္ဂိုလ်တွေကအလောင်းတွေပါပဲသောတာပန်မဖြစ်သေးရင်သောတာပန်လောင်းကျင့်တဲ့ပုဂ္ဂိုလ်သောတာပန်ပြောင်းကျင့်တာလေသရဂံသောတာပန်ကြီးဖြစ်လို့တခါကျင့်နေကြရဲ့သရဂံမဖြစ်သေးလို့ကျင့်သရဂံလောင်းသရဂံဖြစ်ပြန်တော့အနာဂံကြီးဖြစ်ဖို့ကြံကျင့်ပြန်ရင်အနာဂံလောင်းကျင့်တဲ့ပုဂ္ဂိုလ်မှာအလောင်းကြီးတွေပါမကျင့်တဲ့ပုဂ္ဂိုလ်အလောင်းခေါ်နိုင်ပါမလားအနာဂံလောင်းကျင့်တဲ့ပုဂ္ဂိုလ်မှာအလောင်းကြီးတွေပါမကျင့်တဲ့ပုဂ္ဂိုလ်အလောင်းခေါ်နိုင်ပါမလားမခေါ်နိုင်ပါဘူးအဲ့တော့ကျင့်တဲ့ပုဂ္ဂိုလ်မှာအလောင်းအလျာကြီးတွေကြိုးစားပြီးကျင့်ကြပါအားထုတ်ကြပါရှင်းစိတ်ကတော်ခြင်းနောက်စိတ်ကလေးတော်နေအယုတ်ကြည်ကြည်ခံပြည့်ခြင်းနဲ့ပြည့်ရော့ဆိုတဲ့တရားစိတ်ကျင်ကြဒီသာသနာကြီးနဲ့ပြည့်ရဲ့အချိန်ကမကျင့်မဲနဲ့မနေနဲ့လောကီနဲ့ပြောမနေကြနဲ့မောဟတွေနဲ့ဖုံးမနေလောဘတွေဒေါသတွေမောဟတွေနဲ့မပြောကြနဲ့ဗျာပြောနေပြီဆိုရေကုန်မျောမှရေကုန်မမျောနိုင်အောင်အခုကတည်းကသမာဓိလာဥဆောင်ရသမာဓိဥဆောင်လို့ပညာမြင်ပညာဖြစ်ပြီးတဲ့သစ္စာလေးပါးတရားတော်များကြီးအကြောင်းတရားအကျိုးတရားရလိုက်ပြီဆိုလို့ရှိရင်အပယ်လေးပါးကငါဥဒ္ဒါကွဲပြီးဟေ့လို့ပြောနိုင်ပြီအဲ့တော့ကြိုးစားပြီးတော့တရားဓမ္မများအမှန်တရားဟိုသိအောင်ပါဖို့တရားဓမ္မများအပင်မခံပြီးတော့ဆွဲတင်ပေးနေပါလေရုပ်ဝေဒနာတစ်ခုပေါ်လာရင်နာဣလက္ခဏာကိုသာသိပါလို့နာဣလက္ခဏာဘာလို့တာတဲ့ခံစားတယ်အဲ့ဒီခံစားတဲ့သဘောလေးကိုလိုက်ပါစိတ်စိတ်ကလေးခံစားရင်နောက်စိတ်ကလေးလိုက်သွားဘယ်လိုနာခံစားရတယ်သူ့သဘောလေးကိုကြည့်လိုက်သွားသူ့သဘောလေးကိုကြည့်လိုက်သွားပြီဆိုရင်သူ့သဘောကိုတွေးလိုက်သူ့သဘောလိုက်သွားရင်သူ့သဘောတွေးလိုက်မယ်သူ့သဘောဆုံးသွားတာလည်းတွေးလိုက်သူ့သဘောကဘာလို့ခံစားတယ်ခံစားပြ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 ဒါတွေးလိုက်ဟောခံစားတာလေးဆုံးသွားလိမ့်မယ်အဲ့ဒီကြတော့ဟောခံစားတဲ့သဘောကဒါကိုခံစားပြီးပြတ်သွားတဲ့သဘောကဒါကိုပြစ်တာပြတ်တာယုံနာကဒါမဖြစ်မပြတ်တာဒါကိုဆိုတာဟောသိရောနိဗ္ဗာန်ဆိုတာဒီမဲ့အရင်ကြာရဘူးခန္ဓာကိုရှာမှတွေ့အဲ့တော့ကြိုးစားပြီးတော့စိတ်စိတ်နဲ့နောက်စိတ်တောကြပါလို့တော်ကျင်တဲ့စိတ်ကြီးဖြစ်လာလိမ့်မယ်နာတယ်ဆိုတော့သတ်မှတ်တဲ့စိတ်ကြီးဖြစ်လာရင်အဲ့ဒါအပင်လေးပါသွားမယ်စိတ်ကြိုက်တယ်ဆိုတဲ့စိတ်ကြီးဖြစ်လာရင်ဒေါသဖြစ်အောက်နေလို့ဖြစ်လာတဲ့စိတ်ကဒေါသစိတ်အဲ့ဒါငရဲသွားမယ်သွားပြီးတော့ဝေဒနာကိုနာတယ်လို့ကန့်ကျင်လိုက်တဲ့စိတ်ကလောဘစိတ်ကန့်ကျင်လိုက်ပေါ်ပြီးကန့်ကျင်လိုက်လို့ရှင်းလောဘစိတ်အဲ့ဒါကပိတ်တာပြည့်မခံစားခြင်းတဲ့စိတ်ကဒေါသစိတ်ကငရဲခါယာကနဲ့ဒေါသကိုဘာကြောင့်ဖြစ်ရလဲဆိုတော့ယုံနာကိုမသိလို့ခံစားတဲ့သဘောဝေဒနာခန္ဓာခံစားမှုနာကိုမသိလို့မောဟခုံလွန်ခြင်းလို့ယာကနဲ့ဒေါသဖြစ်တယ်ဟောတိဋ္ဌာစိတ်လည်းဖြစ်သွားအဲ့ဒါကြောင့်မလို့အခုကတည်းကအလေးအကျင့်ဒီဝေဒနာဘောကသိရင်ဒီဓာတ်ကြီးလေးပါကတော့ဖောက်ပြန်ဒီဝေဒနာကသတ်တော့ဒီဝေဒနာကနေပြီးအကြောင်းပေါ်လာတယ်အကြောင်းပေါ်လာတော့ဒီဝေဒနာဘောကအကြောင်းတရားအကျိုးတရားဖြစ်လာလိမ့်မယ်အကြောင်းသမုဒိယအကျိုးယုံနာဒုက္ခဖြစ်နေတယ်အကြောင်းတရားအကျိုးတရားပါလေတဲ့နာအကြောင်းယုတ်အကျိုးနာကပါလေတဲ့အကြောင်းတရားယုတ်ကအကျိုးတရားအကြောင်းနဲ့အကျိုးဖြစ်သွားလိမ့်မယ်ဘယ်အကြောင်းနဲ့ဘယ်အကျိုးလဲတဲ့ဝေဒနာပေါ်မှာနာတယ်လို့သိလိုက်လို့ရှိရင်အကြောင်းဖြစ်သွားပြီအကျိုးတရားကဘာဖြစ်မလဲတဲ့ဝေဒနာပေါ်နာတယ်လို့သင်ညာပေးတယ်လို့နာတာကြီးကိုသမုဒိယဖြစ်သွားပြီတဲ့ကန့်ကြည့်လိုက်ပြီဆိုတော့အပေလေးပါသိပြီးအကျိုးတရားပိတ်တာတော့ဖြစ်တော့မယ်လားမဝေဒနာပေါ်ကိုနာတယ်လို့ဒေါသဖြစ်လိုက်ပြီးတဲ့အကြောင်းတရားအပေလေးပါသိပြီးတော့အကျိုးတရားငရဲခံရတော့မယ်လားမတော့အကျိုးတရားဒုက္ခကတွေ့ပြီအကြောင်းကြောင့်အကျိုးဖြစ်တဲ့ယုံနာဒီသဘောတွေကိုသိရင်သိစောင့်ကြည့်တဲ့သိလို့ကတော့လေးပဲထောက်ရမယ်လားမတော့ဒါလည်းအကြောင်းတရားအကျိုးတရားမှမသိပဲနဲ့ဝေဒနာကို
အဲ့တော့ဒီလိုဝေဒနာကိုသိပါဒါကြောင့်မို့အကြောင်းတရားအကျိုးတရားမြင်အောင်ကြည့်ရင်ကြည့်မကြည့်တဲ့ပုဂ္ဂိုလ်မှန်သမျှကတော့လေးပဲတောင်းရမှာကြီးပဲမှတ်တော့အဲ့တော့တရားဓမ္မများအခုစူးစမ်းပြီးတော့စိတ်စိတ်နဲ့နောက်စိတ်ကတွန်းကြပြီတော့နားတဲ့ကြိုက်တယ်လို့သင်ညာမပေးနဲ့အခုအာနာပါနဖို့ဓာတ်ကြီးလေးပါးကိုဓာတ်တွေသိအောင်လို့ဖို့ထိုးတာဘယ်ဓာတ်တွေသိအောင်လဲတဲ့တင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့အောင့်နဲ့ပူတယ်အေးတယ်လှုပ်တယ်ကြွတယ်ဆိုတဲ့ဖောက်ပြန်နေတဲ့ဓာတ်တွေသင်္ကတဓာတ်တွေအဲ့ဒီသင်္ကတဓာတ်တွေဟာကိုအသင်္ကတဓာတ်ဖြစ်အောင်ဘယ်လိုရှုမှလဲတဲ့ဝေဒနာဒီနာဣလက္ခဏာခံစားတဲ့သဘောတရားတစ်လုံးနဲ့သာပြီးလိုက်လို့ရှိရင်ဓာတ်ကြီးလေးပါဖောက်ပြန်သင်္ကတဓာတ်တွေဟာသင်္ကတဓာတ်ဖြစ်သွားပါပြီဗျာခံစားတဲ့သဘောတရားအဲ့တော့ရှင်းစိတ်နဲ့နောက်စိတ်သာတွန်းပြီးတော့တရားဓမ္မများကြိုးစားပြီးတော့သာတိုက်ကြဗျာသာသနာကြီးနဲ့ပြီးတဲ့အချိန်ခါမှာနားတဲ့ကြိုက်တဲ့ထုံတဲ့ကျင်းတဲ့အောင့်တယ်လို့ဥပ္ပဒါမဖြစ်စေနဲ့ဝေဒနာတင်ညာမပေးနဲ့ဝေဒနာကိုခံစားတဲ့သဘောနာကိုသာတစ်လုံးနဲ့သိနာတစ်လုံးနဲ့သိမှဥပါဒတရားတွေလွတ်မယ်ဗျာနာရာသိလိုက်ရင်ဥပါဒဖြစ်ကုန်ပြီဗျာဝေဒနာတင်ညာဖြစ်သွားပြီဗျာဝေဒနာတင်ညာဖြစ်လို့ရှိရင်သင်္ခါရကပြုပြင်ပြီးတော့အပယ်လေးပါးကိုခွေးတို့ဝက်တို့နွားတို့ကြက်တို့ငှက်တို့ဘဲတို့ငါတို့အဲ့ဒါတွေဖြစ်ကြတော့ဗျာရှင်းစိတ်နဲ့နောက်စိတ်သာတွန်းတင်လိုက်ကြအခုတိုက်နေတာတရားဓမ္မများနတ်ပြည်နဲ့လူပြည်နဲ့မလဲနိုင်ဘူးလားလဲနိုင်ရမှာပေါ့ရှင်းစိတ်နဲ့နောက်စိတ်တွန်းနတ်ပြည်နဲ့လူပြည်လဲနိုင်ရမှာပေါ့ဗျာတဏီလုံးတော့ဘိုက်တကုတ်ငရဲခံရမယ်ဥစ္စာတော့တဏီလုံးတော့ကြည့်နိုင်တယ်ငရဲခံရမယ်စိတ်တွေအဲ့ဒီငရဲခံရမယ်စိတ်တွေကတဏီလုံးဟာကြည့်လိုက်တာ3 နာရီ4 နာရီကြည့်တာပဲအဲ့ဒါငရဲကွာမယ်စိတ်တွေဘိုက်တကုတ်ယုံနဲ့နေပြနေလိုက်ရင်သွားရောနေပဲထောက်ပြီးတော့အပေငရဲသွားရောမသိလို့မကြောက်ကြသိရင်အနာကြောက်ကောင်းတယ်စိတ်တွေသိကြောက်ကြအနာကောင်းတယ်မသိတော့ဘယ်သူမှမကြောက်ဘူးမိမေမောမောနဲ့ပျော်ပါပြီးတော့တခါတော့ဘိုက်တကုတ်တွေနဲ့ပျော်တယ်သမီးတွေသားပြောတယ်သိကြီးကြီးနဲ့ပြောတယ်ကာကြီးကြီးနဲ့ပြောတယ်ပြောနိုင်သေးတယ်အခုတော့အခုတော့ပြောနိုင်သေးတယ်သေဂာနိဆဲဆဲကြတော့ဒီဟာတွေမှာစွဲမိစွဲရဥပါဒာယုံနာလည်းမသိဘူးပြညာပရမတ်လည်းမကွဲဘူးမကွဲတော့လေးပဲတောက်ပြီးငါတော့ရက်ချင်းရမယ်